Okay မြန်မာ test academy နေမှာကျွန်တော်တို့ပြန်လဲကြိုလိုက်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့tutorial တွေမတင်ပြတာလည်းကြာသွားပြီပေါ့နော်ဆိုတော့ဒီ series ကိုကျွန်တော်လုပ်ဖို့စဉ်းစားနေရမိနစ်ထဲရပါတော့အခုမှအပိုင်း1ပေါ့နော် episode 1စလုပ်ဖြစ်တဲ့ပုံစံတော့ဖြစ်သွားတယ်အဲ့တော့အဓိကဘာလုပ်လဲဆိုတော့ကျွန်တော်အဓိက 3D architecture ကိုproduction မှာသုံးတဲ့ design မျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုး best practice ဒီမဲ့ဟာမျိုးကျွန်တော်အဓိကစလုပ်မယ်ဒါတော့ architecture ပုံအနေနဲ့အကျန်းဆွဲတော့အရင်တော့ရှိထားတဲ့ပုံကိုပြန်ရှာထားတာဆိုတော့ကျွန်တော်တို့မှာပါရှိမလို့ကျွန်တော်တို့ PPT တစ်ခုရှိမယ်အဲ့ PPT မှာကျွန်တော် public subnet ရှိမယ် private subnet ရှိမယ်private subnet က2ခုရှိမယ်ဆိုတော့ကျွန်တော် app အတွက်တစ်ခုရှိမယ်ဒီ video တစ်ခုရှိမယ်အဲ့တော့ကျွန်တော်မှာ public subnet မှာဒီ load balancer တွေထားမယ်ပြီးလို့ရှိရင် internet gateway တွေ net gateway ကျွန်တော်ထိုင်ထားမယ်ပေါ့နော်net gateway ကိုကျွန်တော်တို့ဒီ private subnet တွေ app subnet တွေ DB subnet တွေတုံးအောင်ကျွန်တော်လုပ်ထားပေးမယ်အဲ့တော့ net gateway ကိုအရင်တော့ကျွန်တော်တို့ကဒီ fair availability zone မှာစောင့်လို့ကျွန်တော်ရွေးရတယ်ပေါ့နော်ဆိုတော့အခုနောက်ပိုင်းတော့သူ့မှာဒီ regional တုံးရတာရှိတယ်ကျွန်တော် regional ဟောက်ကျွန်တော်တို့တုံးကြည့်မယ်အဲ့တော့ကျွန်တော်တို့ကအဲ့လိုအစားဆုံးပေါ့နော် PPT တစ်ခုကလည်းစပြီးကျွန်တော်စောင့်ကြည့်အဲ့တော့rotation အတိုင်းပဲကျွန်တော်အဓိက H တွေပေါ့နော်အဓိက multi AG ရအောင်ကျွန်တော်လုပ်မယ်အဲ့တော့ကျွန်တော်တို့မှာpublic subnet မှာဆိုကျွန်တော်ပါချင်းကျွန်တော် frank ရှိမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ကဘာကိုလုပ်နေလဲလို့ကဒီ leaf management system ပေါ့ဒါလည်း bytecode နဲ့ရေးထားတဲ့ကောင်ပဲဆိုတော့တချို့ဟာတွေနဲ့ထပ်ပြင်ငါမှာတော့လို့တော့ဒါပေမဲ့ကျွန်တော်တို့ lab sample တော်တော်လေးလုံလောက်တဲ့အထက်မှာပါတယ်အဲ့တော့ကျွန်တော်တို့မှာအဓိက frank က react နဲ့ရေးထားတယ်ပေါ့နော် react နဲ့ရေးထားတဲ့ကောင်ကကျွန်တော် engineer ကနေပြီး frank ခေါ်လို့ရအောင်ကျွန်တော်တို့ကလုပ်မယ်ပြီးလို့ရှိရင်သူ့မှာကျွန်တော် slash ပေါ့နော်ကျွန်တော် load balancer ထွက်လာတော့ load balancer /api ဆိုတော့ကျွန်တော်က backend ဟာတွေကိုခေါ်လို့ရအောင်လုပ်မယ်ပြီးတော့ကျွန်တော်တို့ရဲ့ database ပေါ့နော်ဒီမှာတော့ကျွန်တော် postgres ရေးထားတယ်ကျွန်တော်တို့ဒါပေမဲ့အခု app ကတော့ mysql ကိုကျွန်တော်သုံးထားပါတော့ mysql ကိုကျွန်တော် AZ ရလုပ်ထားမယ်အဲ့တော့availability zone တစ်ခု down လိုက်ခဲ့ဆိုတော့ကျွန်တော်နောက်ထပ်ဒီ start my region ကကျွန်တော် primer အနေနဲ့တက်လာမယ်ဆိုတော့အဲ့လိုမျိုးကျွန်တော်သုံးရဆိုတော့ကျွန်တော်တို့တော်တော်လေးအဆင်ပြေရပါတော့Okay အဲ့တော့ကျွန်တော်တို့အဲ့ဒါကိုစလုပ်မယ်ဆိုတော့ကျွန်တော်မှာဘာရှိလဲဆိုတော့ဒီမှာပေါ့နော်branch တစ်ခုရှိရဒီ report တစ်ခုရှိရဆိုတော့ကျွန်တော်ရဲ့ client member တွေထဲမှာပဲ 3D leash management system ဆိုပြီးတော့ဒီခါမှာတခြားလို့ရတယ်ဆိုတော့အဲ့ထဲမှာကျွန်တော်တို့ branch ကတော့အများကြီးပဲရှိရပါအဲ့ကျွန်တော်တို့အဓိကလောက်ကမှာဒီ deploy AWS ဆိုတဲ့အကောင်ပေါ့နော်ဆိုတော့ကျွန်တော် branch ကတော့ march မလုပ်ရသေးဘူး march လုပ်ပြီးတော့ကျွန်တော် main branch ကနေသုံးလို့ရတယ်ပေါ့နော်အဲ့တော့ဒီကောင်တော့ကျွန်တော်ပြင်ထားတဲ့ဟာတွေပေါ့နော်အဲ့တော့ဒီထဲမှာကျွန်တော် readme ရှိဒီ readme ကျွန်တော် delay သွားလုပ်လို့ရတယ်ပေါ့နော်ဒီ readme ကို delay ကြည့်ပြီးကျွန်တော်က implementation လုပ်လို့ရတယ်ဒါကကျွန်တော် internet ကနေပေါ့လမ်းခေါ်လိုက်တယ်ဟာခုနကကျွန်တော်တို့architecture design ပုံစံမျိုးပဲเนาะအဲ့တော့ကျွန်တော်မှာ ALB ရှိမယ် ALB ရဲ့အထက်မှာကျွန်တော် public subnet နှစ်ခုရှိမယ်เนาะပြီးကျုပ်ထဲမှာကျွန်တော် net gateway ရှိမယ် internet ထွက်ဖို့ internet gateway ကျောင်းမှာရှိမယ်ပြီးကျွန်တော်မှာ app subnet ဒီ DB subnet ပေါ့เนาะအဲ့တော့ကျွန်တော်မှာဒီနောက်က private subnet နှစ်ခုထပ်ရှိတယ်เนาะအဲ့ဒီမှာကျွန်တော်က frank အတွက်ဒီ auto scaling ဟာကို backend နဲ့ပတ်သက်တဲ့ဟာကိုကျွန်တော်ဒီထဲမှာလာပြီးတုံးတာအဲ့တော့ frank ကကျွန်တော်ပြောလို့react ကိုမှာကျွန်တော် engineers နဲ့တုံးထားတဲ့ကောင် backend ကကျွန်တော် node.js ကိုကျွန်တော်တုံးထားတယ်အဲ့တော့ခုနကကျွန်တော်က plan ခေါ်မယ်ဆိုရင်ထားပါတော့ကျွန်တော်ရဲ့ဒီ DNS name ထွက်လာမယ် DNS name ကိုလှမ်းခေါ်လာရင်ဒါကျွန်တော်ရဲ့ frank နဲ့ဖြစ်တဲ့ Porsche ဆရာကလှမ်းခေါ်လိုက်မယ်backend ကျွန်တော်ရဲ့ဟာက port 3000နဲ့ထားတယ်เนาะဒီ node.get for ကျွန်တော် port 3000နဲ့ export ထုတ်ထားကြည့်ရဲ့အဲ့တော့ကျွန်တော်ကသွားအဲ့တော့ကျွန်တော်အဓိက HTTP ပြင်အောင်ဆိုရင် MADI AZ deployment ပြင်အောင်လို့ကျွန်တော်ရဲ့ဒီ app တွေကို front end ရော back end ရောကျွန်တော်က MADI AZ region တစ်ခုမှာကျွန်တော်သုံးမယ်ပြီးတော့တစ်ခါကျွန်တော် auto scaling ထည့်ထားတယ်နော်အခုနောက်ကျွန်တော်က CPU ဘယ်လောက်တိုးလာလို့ရှိရင်auto scale လုပ်မယ်ဆိုတဲ့ဟာမျိုးပေါ့နော်ပြီးလို့ရှိရင် RDS ကိုလည်းကျွန်တော် MADI AZ လုပ်ထားမယ်အဲ့တော့ NDDK ကိုလည်းကျွန်တော် redundant ရအောင်ဆိုလို့ရှိရင်ကျွန်တော် each AZ မှာတော့မလုပ်တော့ဘူးနော်ကျွန်တော် regional ဟာကိုရနေတယ် regional ဟာကျွန်တော်သုံးတာ Okay အဲ့တော့ကျွန်တော်ကဘာလို့မလဲကျွန်တော်ကအဓိက AWS account ဟိုလောလောဆယ်ကျွန်တော်တို့ကဒီ console ကနေမှအကောင်ကျွန်တော် click နဲ့သွားမယ်နော်အဲ့တော့ကျွန်တော် console က click သွားအဲ့တော့ကျွန်တော် PPT အသွေးတစ်ခုကျွန်တော်စောက်လိုက်မယ်ကျွန်တော်အကုန်လုံးဒီ node ဟွာလေးတိုင်းကျွန်တော်လိုက်လုပ်လိုက်ကြမယ် readme လေးတိုင်းကျွန်တော်လိုက်လုပ်ကြမှာနော်အဲ့တော့ရင်တော့ကျွန်တော် PPT တစ်ခုစောက်မယ် PPT ထဲမှာကျွန်တော်ဒီ leaf system PPT တစ်ခုစောက်လိုက်တယ်အဲ့တော့ 10.0 အတွက် default နဲ့ပဲကျွန်တော်သွားလိုက်တယ်ပြီးအဲ့ထဲမှာကျွန်တော်တို့က slider ကိုခုနကကျွန်တော်က public subnet private subnet တွေ public တွေ private တွေကျွန်တော်တစ်ခါခွဲလို့ရတယ် AZ တစ်ခါခွဲလို့ရတယ်ဆိုတော့တစ်ခါတည်းပဲကျွန်တော်စောက်လိုက်ပါတော့မဟုတ်လို့ရှိရင်လည်းအလုပ်ရှုပ်တယ်ကျွန်တော်ထိုင်နေ region မှာတုံးမယ်အဲ့လိုလဲဆိုတော့ကျွန်တော်ရဲ့ဒီ account ကပေါ့နော် single မှာ load balancer ဆောက်လို့မရဘူးအဲ့တော့ကျွန်တော်ထိုင်နေ region မှာပဲကျွန်တော်တုံးမယ်ပေါ့နော် Okay အဲ့တော့ကျွန်တော် PPT တစ်ခုစောက်မယ်ဗျာ PPT စောက်မယ်ဆိုတော့ကျွန်တော်တို့ကဒီမှာ leaf system PPT ဆိုတော့တစ်ခုစောက်လိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော် PPT တော့သွားလိုက်မယ်အဲ့
တော့ဒီမှာ default ကကျွန်တော် default PPC တစ်ခုရှိအဲ့တော့ကျွန်တော်နောက်တဲ့ PPC တစ်ခုစောင့်မယ်ပေါ့နော်အဲ့ကျွန်တော်ဒီမှာ lead system PPC လို့ကျွန်တော်ပေးလိုက်ပေးလိုက်မယ်ပြီးတော့ကျွန်တော်ကောက်ကိုပဲပြီးတော့မှစောက်လိုက်မယ်ဗျာကောက်ကိုစောက်လိုက်တာကျွန်တော်တို့ပိုကောင်းလိမ့်မယ်မဟုတ်ရင်ကျွန်တော်တချို့ခါလိုက်ပြင်ရဖို့အလုပ်ရှုပ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အခုလို့ဒီတိုင်းဘာလို့လဲဆိုတော့ပုံမှန်တော့ဒီတိုင်းစောက်လိုက်လို့ရတယ်ပေါ့ကျွန်တော် net gateway တွေ public server ဆိုတာ default အများကြီးပဲစောက်သွားလိမ့်စောက်သွားတဲ့ခါကျကျွန်တော် live ပြင်နေရမှာဆိုလို့ပေါ့နော်ပြီးမှကျွန်တော်သက် live လုပ်လိုက်တော့မယ်အဲ့ဒီတိုင်း PPC တစ်ခုစောက်လိုက်တယ် PPC ထဲမှာကျွန်တော် subnet ထပ်စောက်subnet ကအခုကျွန်တော်တို့ဘာစောက်ကမလဲဆိုတော့ public subnet နှစ်ခုစောက်ပါမယ် private subnet ၄ခုစောက်ပါမယ်အဲ့တော့ဒီမှာကျွန်တော်တို့ရဲ့ leaf system PPC ကိုလာမယ်အဲ့ထဲမှာကျွန်တော်ဒီမှာပေါ့နော် leaf system public subnet 1A ဆိုတော့ကျွန်တော်တို့ 1A မဟုတ်ဘူးကျွန်တော်တို့ 7A ဖြစ်မှာပေါ့7A ဖြစ်မယ်ပြီးတော့ကျွန်တော်တို့က RS subnet တစ်ခုစောက်လိုက်နော် 7B ပေါ့ဒါ okay network range ကိုလည်းကျွန်တော်လွယ်လွယ်ကူဖြစ်အောင်10 0 1 2 3 4အဲ့လိုပဲကျွန်တော်သုံးလိုက်ဒီကောင် availability zone ကကျွန်တော်ဒီမှာ 7A ဖြစ်တဲ့သူ့ zone ကိုကျွန်တော် 7A မှာထားမယ်အဲ့တော့ကျွန်တော်အဲ့ဒါတွေတော့လွယ်လို့မရဘူးเนาะ1.0 ဆိုတော့ကျွန်တော် 2.0 ပေါ့ 2.0 2ကို 7B မှာထားမယ်ဒါတော့ကျွန်တော် public subnet နှစ်ခုကကျွန်တော်ရပြီကျွန်တော်ဘာလုပ်မလဲ private subnet 4ခုကျွန်တော်ထပ်ဆောက်ပါမှာပေါ့เนาะ6 or 6ဆိုတော့4ခုထပ်ရပြီအဲ့တော့ကျွန်တော်တစ်ခါရေးမယ်เนาะ app subnet တင်းနေဆိုတော့3ကိုသွားကြည့်မယ်ပေါ့နော်အဲ့တော့3မှာဒီကောင်က 7A အဲ့တော့သူ့ availability zone นี่ 7A မှာထားမယ်ဒီကောင်က 7B သူ့ availability zone นี่ 7B မှာထားလိုက်မယ်ပြီးတော့ဒီမှာ leaf system ကျွန်တော်တို့ DB subnet ပေါ့နော်7A သူ့ကျွန်တော် 7A မှာထားမယ်7B အဲ့တော့ 7B မှာထားလိုက် okay အဲ့တော့ကျွန်တော်တို့ network တွေ live လုပ်ဖို့လို့နော်ခုနကကျွန်တော်တို့က10 0 1 0ဆိုတော့ကျွန်တော်ဒီမှာ11ကိုတွဲထားလိုက်နော်အဲ့တော့3မှာဒီကောင်ပေါ့ကျွန်တော် 11.0 ကို12.0 ပဲအဲ့ဒါကျွန်တော်နောက်ထပ် DB subnet ကိုကျွန်တော်21 22လို့ပေးလိုက်ပါတော့ဒီက network range ကိုဒါကကျွန်တော်ကြိုက်တာပေးပြရနော်ဆိုတော့ကျွန်တော်ကတော့နည်းနည်းမှတ်လို့လွယ်အောင်တချို့ဟာတွေနည်းနည်းပြင်ထားရတာပေါ့နော်အဲ့တော့sorry ဒီကောင်ဖြစ်ပါမှာ21ဆိုတော့အောက်က22ဖြစ်ပါမှာပေါ့နော်22ဖြစ်မယ်โอเคဒါတော့ကျွန်တော် subnet ဆောက်လိုက်ရတယ်10.0 1.0 0 2.21.22 ဆိုတော့ကျွန်တော်ပြင်နေမှာတက်ပြင်နေရတယ်21 10.0 okay ဒီမှာသွားပြီးတော့ထပ်နေရတယ်ကျွန်တော်ကစပိတ်ပါသွားလို့ဖြစ်သွားโอเคအဲ့တော့ကျွန်တော်မှာ leaf system ဆိုပြီးကျွန်တော်မှာ subnet 6ခုရတယ်အဲ့ဒီထဲမှာကျွန်တော်က public subnet တွေတော့ပြင်ရမှာဆိုတော့ public subnet တွေက default ဆိုကျွန်တော်ကpublic subnet ကိုရေးပြီးမယ် public IP မကြောက်အဲ့တော့ကျွန်တော်ဒီမှာ auto assign public IP ကြောင်းတော့လုပ်မယ်setting save ပြီးသွားရင် 7B ကိုလည်းအဲ့လိုပဲတက်ပြင်မယ် okay save အဲ့တော့ကျွန်တော်က public subnet တွေရ public subnet ကကျွန်တော် route တွေပဲရေးမယ်route တွေပဲဆိုတော့သူရဲ့ default route တွေပဲတခုပါလိမ့်မယ်နော်ဒီကောင်ကကျွန်တော်က public route တွေပဲဒီနဲ့ထားလိုက်public နော်အဲ့တော့သူ့ကိုလည်းကျွန်တော်ဒီမှာရေးပေးထားတာတခုရှိတယ်ပေါ့နော်route တွေပဲတော်တော် net gateway က route တွေပဲကိုကျွန်တော်ဒီမှာပေါ့နော်leaf system public RT လို့ပြလိုက် public RT ပေါ့နော်ဒါသူရဲ့ default route တွေပဲအဲ့တော့သူကဘာရှိနေလဲကျွန်တော်ကအဓိကinternet gateway တွေ net gateway တွေကျွန်တော်မှလိုပြပါတော့ internet gateway တခုတော့စောင့်မယ်အဲ့တော့ဒီကောင်ဒီ leaf system RGW ပေါ့ဆိုတော့ internet gateway ဆိုတော့ပြီးသွားရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ net gateway တခုကျွန်တော်တို့စောက်ပါမယ်create net gateway အဲ့တော့ leaf system net gateway ပေါ့နော် NAT gateway တော့ဒါကကျွန်တော် regional ရတဲ့ဟာပေါ့နော်အရင်တော့ကျွန်တော် zone အနေနဲ့ဆိုရင်ကျွန်တော်ပဲ subnet ထဲမှာစောက်ပါလေဘာညာအဲ့တော့ကျွန်တော်က regional အနေနဲ့ကျွန်တော်စောက်လိုက်မယ်ဘယ် VPC မှာကျွန်တော် default VPC default VPC ကကျွန်တော်ရဲ့leaf system ထဲမှာကျွန်တော်စောက်ပါမှာပေါ့နော်
leave system ဒါပေမဲ့တော့ဘာလို့မရOkay ကျွန်တော်ခုနဆောက်လိုက်တဲ့အတစ်ကဟိုမှာမရတာထင်တယ်ဗောနော်ဆိုတော့ကျွန်တော်တို့ဆောက်လိုက်တဲ့ကောင်က therefore ကဒီကောင်မှာမရတာထင်တယ်မသိဘူးပုံမှန်ကျွန်တော် BBC က model ဆိုတခါဆောက်လိုက်လို့ရှင်အဲ့ထက်မှာသူကဒီ net gateway ကို regional ဟာကျွန်တော်ကသုံးလို့ရတယ်ဗောနော်ဒါပေမဲ့ခုမရအောင် Okay အဲ့တော့လေဇုံအနေနဲ့ပဲဆောက်လိုက်တာဗောနော်အဲ့တော့အပြင်ကနေဆောက်လိုက်ရင်တော့ကျွန်တော်တို့က BBC က model ဆောက်လိုက်တာတခါရအောင်ပါတယ်ဒါပေမဲ့ကျွန်တော်အဲ့ gateway route တွေအများကြီးပြန်အလုပ်ရှုပ်လို့ပေါ့နော်သူ့ဟုတ်ပြီကျွန်တော် leave system နော် public subnet ထဲမှာသူထားလိုက်မယ်public subnet 7a ပဲဆိုပါဦးနော်ထားလိုက်မယ်connection type က public locate လုပ်လိုက်မယ်โอเคရတယ်ဒါကျွန်တော်ကnet gateway ရမယ် route တွေပဲရမယ်โอเคဒါကျွန်တော်ကသူတို့ရဲ့ route တွေရေးပေးလို့ရတယ်အဲ့တော့သူရဲ့ဒီမှာ leave system route table တွေမှာကျွန်တော်အဲ့ဒီ route ဆိုပြီးတော့ internet ထွက်ချင်တယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ရဲ့ internet gateway ပေါ့နော်ဆိုတော့ internet gateway ကျွန်တော် attach မလုပ်ရသေးဘူး attach မလုပ်တော့လုပ်လာအောင်ပါ internet gateway ဟုတ်ပြီဟုတ်တယ်เนาะဒီမှာ leave system IDW က attach လုပ်ပေးရမယ် attach to VPC ဆိုခုနကျွန်တော်ရဲ့ leave system VPC နဲ့လုပ်လိုက်ရင်ရတယ်အဲ့တော့ကျွန်တော်က route ရေးလို့ရပြီပေါ့နော်အဲ့တော့ဒီမှာ edit route လုပ်မယ်ဆို any ပေါ့နော်ဆိုတော့သူ့ကို internet gateway ကနေကျွန်တော်ကထွက်မယ်ဒီ internet gateway ထွက်မယ် okay အဲ့တော့ကျွန်တော်က internet ကရပြီအဲ့ subnet တစ်ခါတူတွဲပြီးပေါ့နော်ကျွန်တော် edit subnet မှာ public subnet 7a ရယ် 7b ရယ်ဒါလည်းကျွန်တော်ရတယ် okay ဒါကျွန်တော်က route တွေပဲတစ်ခုရ public တော့အဲ့တော့ကျွန်တော်နောက်တစ်ခုဘာလုပ်မလဲဆိုတော့ကျွန်တော်ကဒီမှာ app အတွက်ကျွန်တော် route တွေပဲထည့်ရေးတာเนาะ app အတွက်ရေးမယ်ပြီးလို့ရှိရင် DB အတွက်တော့ရေးခိုင်းเนาะအဲ့တော့ဒါမဲ့ကျွန်တော် app နဲ့ DB ကတစ်ခုတည်းဆိုတော့ထားလိုက်တော့ကိစ္စမရှိဘူးကျွန်တော်app နဲ့ DB တော့ကျွန်တော် private route တွေပဲဆိုတစ်ခုတစ်ခါရေးလိုက်တော့leave system ဒီမှာ private ပေါ့နော် VRVAD private route တွေပဲ PVC ကကျွန်တော်ရဲ့ leave system PVC ကမှာအဲ့တော့သူ့ကိုလည်း internet ထောက်အောင်ဆိုလို့ရှိရင်ကျွန်တော်က net gateway နဲ့ပေးလိုက်ပါဘောနော်တကယ်လို့နောက်တော့ DB subnet ကိုကျွန်တော် internet လုံးဝပြီးမထွက်ချင်ဘူးဆိုလို့ရှိရင်เนาะသူ့ကိုကျွန်တော်ဒီထဲမှာလာမထည့်ပဲ DB subnet တက်တက်ထည့်လို့ရတယ်ပေါ့နော်ဒါပေမဲ့ DB ကတစ်ခါကျရင်ကျွန်တော် update လုပ်ဖို့ဒီက internet ထွက်ဖို့လိုတဲ့အခါကျရင်လိုမှာဆိုလို့ကျွန်တော်ကဒီမှာတစ်ခါထည့်ပေးခဲ့တာပေါ့နော်အဲ့ကျွန်တော်ဒီမှာ app subnet 7ab ရှိမယ်ပြီးရင် DB subnet 7ab ရှိမယ်အဲ့တော့ကျွန်တော်ကroute တွေပဲ subnet တွေကိစ္စတော့ကျွန်တော်ကပြတ်ပြီအကုန်ရပြီအဲ့ကျွန်တော်ဘာလုပ်အောင်ကျွန်တော် security group တွေကျွန်တော်ဆက်ဆောက်ပါမယ်နော် security group ဆောက်မှာတော့ခုနကျွန်တော်တို့ရဲ့ architecture တိုင်းမှာကျွန်တော်မှာ auto scaling group တဲ့လောက်ကန်လာနေလာမယ် security group ရှိမယ် app ရှိမယ် DB ရှိမယ်အဲ့ဒါပေါ့နော်ဆိုတော့အဲ့ဒါကြီးကျွန်တော်အရေးကလုပ်မှာအဲ့တော့သူ့ကိုကျွန်တော်ဒီမှာ leave system ရဲ့ ALB security group တစ်ခုဆိုကျွန်တော် security group ကိုပြန်တော့ဆောက်လိုက်security group ကိုတော့ဆောက်မယ်အဲ့တော့ဒါကသူ့ရဲ့ default ပေါ့နော်အဲ့တော့ default ကိုကျွန်တော်မသုံးတော့ဘူးเนาะအသစ်ဆောက်လိုက်မယ်ဒါက leave system ALB security group ဆိုတော့သူကတော့ description ရေးပေးလိုက်เนาะ description မရေးပေးရင်ကျွန်တော်ဒီမှာဆောက်လို့မရအောင်ဆိုတော့ရေးပေးလိုက်တယ်ပြီးတော့ကျွန်တော်တို့ VPC leave system VPC အဲ့တော့ inbound route မှာကျွန်တော်ပိုင်းတယ်ကျွန်တော် HTTP ပေါ့เนาะကျွန်တော် traffic က HTTP ရှိမယ်ပြီးကျွန်တော်က SSL ထည့်မှာဆိုတော့ HTTPS ရှိမယ်ပုံမှန်ကျွန်တော်အရှိကကျွန်တော်တချို့ lab တွေလုပ်ခဲ့ဘူးဒါပေမဲ့အဲ့ဒါကျွန်တော် HTTP နဲ့ပဲကျွန်တော် track အောင်လုပ်ခဲ့ပြတာအခုတော့ကျွန်တော်တခါတူ Route 53တွေ cloud front တော့မထည့်ဘူးနော် Route 53နဲ့ကျွန်တော်ရဲ့ load balancer တွေကိုcertificate manager မှာတုံးပြီးကျွန်တော်ကတော့ရမယ်သွားမယ်အဲ့တော့ internet ကနေပဲကျွန်တော်သူလက်ခံမယ်เนาะ HTTPS okay သွားပြီအောက်ဘောင်းတော့ကျွန်တော် okay ရတယ်เนาะမလို့ကျွန်တော်အောက်ဘောင်း all traffic ပဲအဲ့ဒါကျွန်တော်တို့ကဗာရပြီလဲဆိုတော့leave system ရဲ့ ALB security ကိုကျွန်တော်ရတယ်ဒါလေးကိုတစ်ခါအနေနဲ့ပြလိုက်မယ် okay နောက်ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့က front end address security ကိုကျွန်တော်မှလုပ်မယ်နော် create security group နော် security group နဲ့သူ့ကို leave system VPC မှာကျွန်တော်ကသုံးမယ်အဲ့တော့ဒါပြီးရဲ့ description ပေါ့နော် description ကကျွန်တော်ဒီကောင်ဒီ front end ဆိုတော့ကျွန်တော် port 80နော် port 80လာမယ်ဘယ်ကနေလာမလဲဆိုတော့ကျွန်တော်တို့ရဲ့ ALB security group ကလာတော့ကျွန်တော်လက်ခံအောင်နော်အဲ့တော့ကျွန်တော် HTTP ပေါ့နော် HTTP တို့ဒီကျွန်တော် port 80ဘယ်ကလာမှာလဲဆိုတော့ကျွန်တော်တို့ရဲ့ leave system ALB နော်အဲ့တော့ကျွန်တော်တို့ရဲ့ပုံအရာဆိုရင်ဘယ်ရောက်ပါကျွန်တော်တို့ပုံလေးပေါ့နော်ဒီကောင်ရဆိုကျွန်တော်တို့ကဒီကျွန်တော်ရဲ့ front end เนาะဒီ front end တို့ back end တို့ပေါ့နော်ဒီထဲမှာကျွန်တော်ရဲ့ app subnet ရှိတာ
ဆိုအဲ့ထဲကကောင်တွေကဒီကျွန်တော်တို့ရဲ့ internet ဒီ load balancer ဘက်ကလာအောင် load balancer လာတဲ့ကောင်ဒီမှာကျွန်တော် allow လုပ်ပေးဖို့လိုတယ်နော် okay အဲ့တော့ကျွန်တော်တို့ကရပြီ security good ကိုကျွန်တော်ဆောက်လိုက်အဲ့တော့သူ့ရဲ့နာမည်လေးကိုကျွန်တော်တစ်ခါလေးပြင်လိုက်မယ်ပြီးရင်ဒီကောင်နော် leave system front end အဲ့ကျွန်တော်နောက်ပါလို့လဲဆိုကျွန်တော် backend အတွက်လိုတာပေါ့နော်ဆိုတော့ backend အတွက်တစ်ခုလိုမယ်ပြီးရင်ကျွန်တော်တို့ကDB အတွက်တစ်ခုကျွန်တော်ကလိုမယ်BBCD leave system BBC တွေကသူရဲ့ description ကျွန်တော်ကဒီမှာလေးကျွန်တော်ရဲ့ front backend ကport 3000ဆိုတော့ port 3000ကျွန်တော်ဘယ်ရလာတာလက်ခံပြီးကျွန်တော်တို့ကဒီ load balancer ဘက်ကလာတဲ့ခါကျွန်တော်လက်ခံနော်ဒီမှာကျွန်တော်တို့ကဘာလဲဆိုတော့ custom TCP port 3000ပေါ့နော်3000ဘယ်ရလာလက်ခံပြီးကျွန်တော်တို့က ALD ရလာတာကိုလက်ခံလိုက် okay အဲ့ဆိုရင်ကျွန်တော်တို့ okay ပြီเนาะနောက်ပါလို့ကျွန်တော်ဒီမှာdatabase တစ်ခုကျွန်တော်ရေးမယ်security group ဒါကကျွန်တော်တို့leave အတွက်DB အတွက်ပေါ့နော် DB အတွက်BBC ကျွန်တော်မှန်အောင်ရေးမယ်အဲ့တော့ဒီကောင်ကပါလို့ကျွန်တော်တို့ကRDS ဟောပါနော်ဒီ MySQL ဟာMySQL ဟာလို့ဘယ်ရလဲကျွန်တော် backend ကဟာပဲကျွန်တော်လက်ခံနော်အဲ့ဒီကောင်ကကျွန်တော်ဒီမှာ MySQL လို့ရိုက်နေလို့ရတယ် MySQL ဘယ်ရလဲကျွန်တော် backend ပေါ့နော်ဒီ security backend okay ကျွန်တော် security group တစ်ခုရတယ်ဒါကျွန်တော် security group တွေကျွန်တော်ရပါတယ်ကြားပါဆိုကျွန်တော်ဘာလုပ်လို့ရပြီလဲဆိုကျွန်တော်ကဒီမှာ RDS ထဲမှာdatabase သွားဆောက်လို့ရမယ်ဒီ database က username password တွေရလာမယ်အဲ့တော့ကျွန်တော်ကပုံမှန်ဘောဟိုးအရင်ကျွန်တော်တို့လုပ်ခဲ့ပြီး lab တချို့မှာဆိုကျွန်တော်ကဒီ value လို့ကျွန်တော် env.env လို့ဟာတွေမှာဆိုကျွန်တော် plain နဲ့ထည့်ပြီးသုံးရပါဘောနော်အဲ့ဒီတစ်ခေါက်မှာတော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့သူ့ကို system manager လို့ဟာမျိုးနဲ့တွေ့သုံးမယ် system manager မှာအဓိကကျ parameter store ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဒီ database နဲ့ပတ်သက်တဲ့ username password တွေကိုကျွန်တော် system manager ဒီ parameter store တွေမှာ system manager ရဲ့ parameter store တွေမှာဒီလိုတင်ထားမယ်အဲ့တော့ code ကနေပြီးတော့ကျွန်တော်လှမ်းခေါ်တဲ့ခါအဲ့ parameter store ဟာကျွန်တော်ပြန်လှမ်းခေါ်မယ်အဲ့တော့အဲ့လိုပုံစံကျွန်တော်သွားမှာပေါ့နော်အဲ့ဒီမှာ leave system ရဲ့ဒီ DB subnet group ကသွားပြီးကြိုးဆောက်လိုက်ရမဆောက်လိုက်ရဒီတိုင်းကျွန်တော် RDS တခုသွားဆောက်လိုက်လို့ရှိရင်အဲ့ကောင်အလုပ်လုပ်ပါလိမ့်မယ်နော်အဲ့ကျွန်တော်ဒီမှာ RDS ကိုသွားဆောက်လိုက် RDS ကျွန်တော်တို့ကြိုးမဆောက်တော့သွားတော့တစ်ခါရေးဆောက်ပါတော့မှတစ်ခါရေးဆောက်ခိုင်းလိုက်တော့မှာနော်အဲ့တော့ကျွန်တော် database ထဲမှာဘာဆောက်နေတော့ MySQL ကိုကျွန်တော် community version မှာဆောက် Aurora ဘာလို့ကျွန်တော် JLib ပို့ကြည့်တယ်အဲ့တော့ကျွန်တော်တို့MySQL ရဲ့ပဲဒီတိုင်းဆောက်လိုက်မယ်အဲ့တော့ကျွန်တော်တို့ကเนาะdev test နဲ့ပဲသွားလိုက်မယ် multi AZ deployment ပေါ့နော်ဆိုတော့ကျွန်တော်တို့မှာ primary တစ်ခုရှိမယ်အဲ့တော့အဲ့ primary က downline ကျွန်တော် secondary တစ်ခုတက်လာမယ်လို့ okay အဲ့တော့ကျွန်တော်တို့ကဒီမှာdatabase ဆောက်မယ်အဲ့တော့เนาะ okay အဲ့ဒီမှာ instant identifier မှာကျွန်တော်ဒီမှာ leave system db လို့ကျွန်တော်ဆောက်လိုက်leave system db ပေါ့เนาะ username ကကျွန်တော်တို့ကြောင်းလို့ရတယ်เนาะဒီမှာကျွန်တော် default ကတော့ admin ပဲကျွန်တော်ထားလိုက်တယ်ပြီးတော့သူ့ကျွန်တော်တို့ကsub manage ပဲတုံးလိုက်ဒီ code မှာကျွန်တော်ပြင်ဖို့လိုမှာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ code ကအဲ့ secret manager သုံးမယ်ဆိုတော့เนาะ secret manager ကဘာလဲဆိုတော့ DB တွေက password ကြောင့်9ရက်တစ်ခါဆို auto rotate လုပ်လိုက်ဆိုတော့အဲ့ auto rotate လုပ်တဲ့ဟာကိုဒီကောင်တိတာမဟုတ် default မသိအဲ့တော့ကျွန်တော်က code မှာဟိုလား AWS HTTP ကတစ်စင်းဒီ secret manager လှမ်းခေါ်တာကျွန်တော်ပြင်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီတိုင်း sub manage နဲ့ username password တခု plain ပဲထုတ်လိုက်မယ်ထုတ်လိုက်တဲ့ခါကြလို့ရှိရင်အဲ့ထွက်လာတဲ့ password ကိုပဲကျွန်တော်ဒီ parameter show မှာထည့်လိုက်မယ်အဲ့လိုပုံစံနဲ့သွားလိုက်မယ်ပေါ့နော်ဒီဈေးတက်တာအောင်ကျွန်တော် TCP ပဲကျွန်တော်သုံးနော်အဲ့တော့ T3 micro ပါကျွန်တော်သုံးမယ်general purpose ကို Kinnet 10လောက်ပဲကျွန်တော်ထည့်မယ်အဲ့ auto scaling မှာပေး3ရင်300ကျွန်တော် kit 100လောက်ပေါ့နော်အဲ့လောက်ပဲဒါတော့ကျွန်တော် Kinnet 10ကနေkit 30လောက်ဆိုပါโอเคအဲ့တော့နေရkit 30နော်ကဲတော့ကျွန်တော်တို့ကဒီတိုင်းထားလိုက် okay DB subnet group မှာသူဆောက်ခိုင်းလိုက်မယ်เนาะအခုတော့သူဆောက်ပါလိမ့်မယ်သူ public access ကလောလောဆယ်မပြီးတော့ထားလိုက် no ပဲထားလိုက်မယ် no ပဲထားရ security group ကျွန်တော်ဗာနဲ့ပေးမလဲဆိုတော့ကျွန်တော်တို့ BBC က default ဖြစ်နေလို့ထင်တယ်အဲ့တော့ leave ကိုလာမယ်လာပြီးတော့ကျွန်တော်ရဲ့ DB subnet group ရှိရလေRDS နော် RDS နဲ့ပတ်သက်တဲ့ subnet group ကျွန်တော်သုံးမယ်
okay အဲ့တော့ဒီနေရာ port တွေပါဒီတိုင်းပဲကျွန်တော်ထားလိုက်မယ်အဲ့တော့ database insight ကလည်း standard ပဲထားရင်တော့ဒါကြောင့် performance insight နဲ့ကြည့်ပြရဟုတ်လို့ဒီတိုင်းပဲ default ထားလိုက်နော်မလို့အဲ့တော့ဒီကောင်42ကြာအဲ့တော့ဒီထဲမှာကျွန်တော်ဘာဆောက်လိုက်လို့ရမလဲဆိုတော့နော် automatic backup တွေပဲကျွန်တော်ပိတ်ထားလိုက်မယ်နော်မလို့နော် encryption တွေမှာတော့ထားလိုက်ပါနော်အဲ့တော့ minor version တွေမှာ upgrade လုပ်ချင်လုပ်လို့ရတယ်ကျွန်တော်တို့ကအချိန်တစ်ခုပေးလိုက်ပါနော်ဆိုတော့ကျွန်တော်ဘယ်အချိန်ပုံမှာကျွန်တော်တို့ Friday ဘယ်အချိန်မှာလုပ်မှာလဲပါညာနော်အဲ့လိုကျွန်တော်ပေးလိုက်လို့ရှိရင်ရတယ်အဲ့ဒီထဲမှာတစ်ခုကျွန်တော်လိုက်ရှာတာပါလေဆို database တစ်ခုကျွန်တော်တို့ကစောက်လိုက်လို့ရတခါလေ DB name ဒီထဲမှာ DB ထဲမှာကျွန်တော်တို့ကတခါလေ database စောက်လိုက်လို့ရတယ်အဲ့ဒီဟာကဘယ်နားရောက်ပါလဲပေါ့နော်ဒီမှာနော် initial database name ဆိုရင်ကျွန်တော်တို့က not support မှာဒီ ADTB cluster ရောokay ကြောက်တာစမ်းကြည့်တာ okay ရတယ်နော်အဲ့ရတယ်ဆိုတော့ကျွန်တော်တို့ဒီထဲမှာထည့်ရမယ့် database name ရှိအဲ့ကောင်က leaf system DB နားမလို့နော်အဲ့ဒါတစ်ချက်ရှာလိုက်leaf DB နားမသိသူရဲ့ထဲမှာကျွန်တော်တို့ဒီမှာဟိုဟာထည့်တာရှိတယ်ဗောနော် env value ထည့်တာတခုရှိရဲဆိုတာလေdocker ထဲမှာတက်ကြည့်တာဒီထဲမှာကျွန်တော်တို့ docker နဲ့စောက်လို့ရှိရင် db တခုတစ်ခါတန်းစောက်ရတာရှိတယ်ဒီကောင်နော်leaf db ဆိုတဲ့ကောင်လေးရှိတယ်leaf db ဆိုတဲ့ကောင်လေးတစ်ခါစောက်ခိုင်းလိုက်အဲ့ဒီထဲမှာကကျွန်တော်တို့ကဘာလုပ်လဲဆိုတော့သူ့မှာ table တွေပဲမရှိဘူးဆိုရင်ကျွန်တော်တို့ကောင်က auto table တွေပဲစောက်ရခိုင်းโอเคအဲ့ဒါကျွန်တော်တို့ဒီမှာ database တစ်ခုစောက်လိုက်ရပါတယ်ဒါကျွန်တော်တို့ database ပြပါမယ်နော်အဲ့ database ကနည်းနည်းတက်လာဖို့ကျွန်တော်အချိန်ကြာလိမ့်မယ်အဲ့တော့အထဲမှာကျွန်တော်ဒီ connection detail ကိုလာကြည့်လိုက်ပါနော်အဲ့ဒီထဲမှာကျွန်တော်က username password ရှိတယ်အဲ့ဒီ username password ကကျွန်တော်တို့ကသုံးဖို့လိုလာလိမ့်မယ်ကျွန်တော်တို့မှာဟိုဒီ DB ရဲ့ host ပေါ့နော်ပြီးတော့မှဒီကောင်ထွက်လာတယ်ဒီမှာကျွန်တော်ရဲ့ username password ရှိမယ်ဒီ username password ကိုကျွန်တော်ပြီးပါလုပ်မလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီparameter store တွေမှာဒီကောင်ကျွန်တော်ထည့်ရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဘယ်ထဲရောက်ပါပြီလဲဆိုပြန်ကြည့်မယ်ဆိုရင် security group တွေရပြီเนาะ RDS ကျွန်တော်စောင့်နေပြီအဲ့တော့ဒီမှာကျွန်တော်ရဲ့ဟာတခုထောက်ပါလိမ့်မယ်เนาะအဲ့တော့ဒီမှာလောလောဆယ်ကျွန်တော်ခဏစောင့်လိုက်မယ်စောင့်လို့ရှိရင်ဒီမှာသူရဲ့ဒီ endpoint တွေထွက်လာတယ်ဆိုတော့အဲ့ endpoint ကျွန်တော်ဘယ်ထဲမှာသွားထည့်မလဲကျွန်တော်ဒီ SSM parameter မှာကျွန်တော်သွားထည့်မယ်အဲ့ကျွန်တော်ရဲ့ source code ကနေပြီးတော့ဒီ SSM parameter မှာထည့်ထားတဲ့ database က username တွေ password တွေအဲ့ဒါတွေလှမ်းပြီးခေါ်သုံးပါဗောနော်ဆိုတော့အဲ့လိုမျိုးကျွန်တော်ကသုံးမှာဆိုတော့ကျွန်တော်ကသူစောင့်နေတော့မှကျွန်တော်ဒီမှာ parameter store ပဲတွားလိုက်မယ်ဒီ parameter store ပေါ့နော် system manager ထဲမှာရှိတာနော် parameter store ကအဲ့တော့ DB ရဲ့ name တော့တဲ့မရသေးဘူး DB ရဲ့ဟိုပါဗောနော်ဒီ connection host name တော့ကျွန်တော်မသိသေးဘူးအဲ့တော့ကျွန်တော်ဘာတွေလုပ်ရပြီလဲဆိုတော့ DB username တွေ password တွေ port တွေဘာညာတော့ကျွန်တော်ထည့်လို့ရတယ်ဗောနော်Okay အဲ့တော့ဒီမှာကျွန်တော်ဘယ်ထဲမှာရှိလဲဆိုတော့သူကဒီမှာเนาะapplication tools ရဲ့က parameter store တွေမှာရှိတော့ကျွန်တော် parameter တခုသွားဆောက်လိုက်သွားဆောက်မယ်ဆိုတော့ဒီမှာကျွန်တော်ကဒီ leaf system ပေါ့နော်ဒီမှာကျွန်တော်ဒီနာမည်တိုင်းပဲကူးလိုက်မယ်အဲ့တော့ leaf system ဒါကိုကျွန်တော်ကအကယ် development ဆို development ပေါ့နော်ဟို UID အဲ့တော့ကျွန်တော်ဒီမှာ production လို့ပဲတစ်ခါရေးပေးပြီးတော့ DB host တော့မတုံးသေးကျွန်တော်မှာ DB host ကမရှိသေးဘူးဆိုတော့ user name ကိုကျွန်တော်အရင်ဆုံးထည့် userအဲ့တော့ဒီကောင်ကဒါဆောက်မယ်အဲ့တော့ကျွန်တော်က standard ပဲသူ့ကျွန်တော် secure string နဲ့သွားမယ်secure string နဲ့သွားမယ်ဘာလို့ကျွန်တော်ကဒါအရေးကြီးတဲ့ကောင်နော်အဲ့တော့ဒီကောင်က user ကကျွန်တော် admin ပဲ user name ကနော် admin parameter တခုဆောက်လိုက်တယ်ဒီနောက်ထပ် parameter တခုထပ်ဆောက်အဲ့ဒီကောင်ကကျွန်တော် DB ရဲ့ password ပေါ့နော် DB ရဲ့ password ဒီကောင်လေးကျွန်တော် secure string နဲ့ပဲသုံးမယ်အဲ့တော့ဒါကခုနကျွန်တော်တို့ရခဲ့တဲ့ password ပေါ့နော်Okay ပြီးရင်ကျွန်တော်က parameter တခုဆောက်လိုက်ရတယ်နောက်တစ်ခုကျွန်တော်ဘာလုပ်မလဲဆို DB name တခုဆောက်မယ်အဲ့တော့ဒီက DB name ကလည်းကျွန်တော်တို့ကတခါလေး initial အနေနဲ့ဆောက်ခဲ့လိုက်တယ်secure string ပဲထားလိုက်မယ်အဲ့တော့ဒါက leaf DB ကိုခုနကျုပ်ထဲမှာကျွန်တော်က database ဆောက်ရင်တခါလေးအဲ့ဒီမှာတခါလေးဆောက်ခိုင်းလိုက်တော့ sorry value ကမကူပါဘူး DB name က leaf DB Okay leaf DB အဲ့တော့ကျွန်တော်ကဘာရ username ရပြီ password ရပြီ DB name ရပြီအဲ့တော့နောက်တစ်ခုကြော်ပါလို့ဒီမှာ JWT secret တစ်ခုလို့
ဒါကဘာလို့ကျွန်တော်ရဲ့ app ထဲမှာသူကဒီ JWT secret တစ်ခုကျွန်တော်ထည့်ထားဒီကောင်ကျွန်တော်လို့ချမ်းဟောပါတော့ random တစ်ခုပဲကျွန်တော်ထည့်ထားsecure string okay ပေါ့နော်ဒီထဲမှာကျွန်တော်ကတူးထဲကအတိုင်းကျွန်တော် set ဒီ random တစ်ခုပဲကျွန်တော်ထုတ်လိုက်မယ်နော်အဲ့တော့ဒီကောင် PowerShell ကနေပဲကျွန်တော် copy ကူးလိုက်မယ်PowerShell ဖွင့်လိုက်မယ်ပေါ့နော်POWE က PowerShell ဒါ PowerShell ဖြစ်ဖြစ်ကျွန်တော်တို့ Windows က command prompt ပဲเนาะရတယ်ဆိုတော့ကျွန်တော်တို့ value တစ်ခုကျွန်တော်ပူလိုက်ဒါသူ့ရဲ့ random ပေါ့နော်အဲ့နဲ့ထွက်လာတဲ့ကျွန်တော်ရဲ့ JWT secret ဒီကောင်ကျွန်တော်သုံးလိုက်မယ် okay အဲ့ဒါ random မသုံးတဲ့ကွက်ကိုအသေးသုံးနေသုံးတယ်နော်ကျွန်တော်တို့ random ပဲသုံးလိုက်တယ်ဒီမှာကကျွန်တော်နောက်ပိုင်း fragment တစ်ခုရှိတာเนาะကျွန်တော်ရဲ့ဒီ fragment ကိုတူကျွန်တော်ဒီမှာ variable သဘောမျိုးတူကျွန်တော်ထည့်ပေးလိုက်တယ်ဒီကောင်ဘာဖြစ်မလဲဆိုတော့ကျွန်တော်က /api ပေါ့နော်သူကတော့ကျွန်တော် string နဲ့ပဲသွားလိုက်အဲ့တော့သူကတော့ euro string နဲ့ပဲကျွန်တော်တို့ /api ရှေ့မှာကျွန်တော်တို့ဒီ db နဲ့ပတ်သက်တဲ့ဟာအကုန်လုံးကတော့ကျွန်တော်ဘာလုပ်လဲဆိုတော့သူ့ကို secure string နဲ့ပဲကျွန်တော်အကုန်ထားခဲ့ကြတာအဲ့တော့ဒီမှာကျွန်တော် db တွားကြည့်လို့ရှိရင် okay သူက connection db ထွက်လာပြီ endpoint နဲ့ထွက်လာနော်ဒီ endpoint ကိုကျွန်တော် copy ကူးထားလိုက်မယ်ဒီ endpoint ကိုကျွန်တော်ထည့်ရမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီ parameter ထဲမှာဒါဆိုကျွန်တော် endpoint လာထည့်လို့ရပြီသူဒီ secure string နဲ့ဒါတကယ် value ကျွန်တော်ကနာမည်ကတော့ရှိမှာ rds db host ပေါ့နော်သူကတော့ db host ကျွန်တော်ရတယ်အဲ့တော့ကျွန်တော်6ခုပေါ့နော်ဒီdb ရဲ့ host ရှိမယ် username ရှိမယ် password ရှိမယ်ပြီးရင် db ရဲ့ name ရှိမယ်ပြီးတော့ကျွန်တော် application မှာကျွန်တော် JWT secret ရှိမယ်ပြီးကျွန်တော် frontend နဲ့ backend နဲ့ခေါ်လို့ရမယ် API ပါပဲရှိတယ်ဒါပဲအဲ့တော့ API ကတော့ကျွန်တော် string သွားတယ်ကျွန်တော်ကောင်က secure string သွားရင်ဒါကျွန်တော်ရတယ်အဲ့တော့ကျွန်တော်ကဘာလုပ်ဖို့လုပ်လဲဆိုတော့ပြီးလို့ရှိရင်ကျွန်တော် in row တွေဆောက်နော် in row ကဘာလို့ဆောက်လဲဆိုတော့ကျွန်တော်တို့က private subnet ကိုသွားမယ်နော် private subnet ထဲမှာကျွန်တော် frontend ကို backend ကိုထည့်ထားမယ်frontend ကို backend ကိုထည့်ထားမှာဆိုတော့ in case ပေါ့နော်တခုခုကျွန်တော်ကဖြစ်လို့အဲ့ထဲကိုလှမ်းပြီး remote ဝင်တင်နေဆိုရင်ကျွန်တော်တို့မှာဘယ်လိုဝင်မလဲကျွန်တော်က system manager မှာတစ်ဆင့်တူလှမ်းဝင်system manager တစ်ဆင့်လှမ်းဝင်ဆိုတော့အဲ့ instance ကိုကျွန်တော်ဆောက်လိုက်တယ် row ကပ်ပြီးလိုက်ဖို့နော်အဓိကကျွန်တော်ကဒီ EC2 နဲ့ပတ်သက် manage လုပ်ရတဲ့ row ပေါ့နော်ဆိုတော့အဲ့ row တစ်ခုကျွန်တော်ရှိဖို့လိုတယ်အဲ့တော့ဒီမှာကျွန်တော်တို့က SSL နဲ့ပတ်သက်တဲ့ row တစ်ခုကျွန်တော်ဆောက်အဲ့တော့ sorry ဒီဟောပါနော်ဒီ row တစ်ခုကျွန်တော်ဆောက်မယ်ကျွန်တော်မှာရှိထားပြီးသားเนาะကျွန်တော်ဆက်ပြမယ်မဆောက်ရရင်ဘယ်လိုဆောက်ရမလဲဆိုတော့ဒီထဲမှာကျွန်တော်တို့ကဒီ IAM ထဲမှာ row ထဲမှာကျွန်တော် AWS service တွေက EC2 ပေးလိုက်လို့ရှိရင်အကောင်ရတယ်ကျွန်တော်မှာတော့ဆောက်ထားပြီးသားရှိတယ်ဘယ်လိုဆောက်ရလဲပြမယ်เนาะrow တွေကိုလာမယ် row ထဲမှာကျွန်တော်က create row ဆိုပြီးလုပ်လိုက်မယ်ဒီမှာ AWS service တွေကမှာကျွန်တော်ဒီ EC2 ကိုတော့မယ်EC2 မှာကျွန်တော်ပါတော့အဓိကကျွန်တော်ဒီ EC2 robot system manager ပေါ့ next လုပ်လိုက်လို့ဖြစ်သွားတယ်မှာ manage instance go ဆိုတဲ့ permission ဒီ row တစ်ခုရှိတယ်အကောင်ထည့်ပြီးလိုက်next လုပ်လိုက်တော့ဒီမှာနာမည်တစ်ခုကျွန်တော်ပေးတယ်เนาะကျွန်တော်တို့ပေးထားပြီးသားဆိုတော့မလုပ်တော့ဘူးအဲ့တော့ဒီမှာကျွန်တော်မှာ row တစ်ခုရှိတယ်အကောင်က SSN လို့ရှာတယ်เนาะ EC2 SSN row ဆိုတဲ့ကောင်ရှိတယ်ဒီကောင်ရှိတယ်သူထဲမှာကျွန်တော်ကပါလွတ်တာဒါကကျွန်တော်တို့စလို့ရှိရင် default ပါလာမယ် AWS က SSN manage instance အဲ့ထဲမှာကျွန်တော် parameter access အတွက်ကျွန်တော်ထပ်ထည့်ထားတယ်အဲ့ဒါဘာလို့လဲကျွန်တော် AP7 ကကျွန်တော် parameter store ထဲမှာထည့်ခဲ့တာရှိတယ်အဲ့ parameter ထဲမှာကျွန်တော် leaf x ဆိုကျွန်တော်ရှေ့မှာရေးခဲ့တဲ့ဟာရှိတယ်ဒီမှာလေ leaf x/protection blah blah အဲ့ leaf x နဲ့ပတ်သက်တဲ့ဟာအကုန်လုံးကျွန်တော်ခေါ်လို့ရအောင် inline policy ကိုအဲ့ဒါထည့်ပေးလိုက်တာအခုနောက်ကျွန်တော်က row ထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ app permission မှာ inline policy ဆိုပြီးဒီထဲကဟာကိုကျွန်တော် copy ကူးထည့်လိုက်တာလည်းရတယ်ဒီ JSON ကျွန်တော် copy ကူးထည့်လိုက်တာလည်းကျွန်တော်ရတယ်ကျွန်တော်တို့ထည့်ထားပြီးသားဆိုတော့အဲ့ဒီပိုင်းကိုကျွန်တော်ကြော်လိုက်ကျွန်တော် instant နေဆောက်တဲ့အချိန်မှာဒီ EC2 SSN row ဆိုခုနကျွန်တော် row သုံးမယ်အဲ့တော့မှဒါဆိုကျွန်တော် private subnet ထဲမှာရှိတဲ့ app တွေခုနကျွန်တော် frontend တွေ backend တွေကျွန်တော်လှမ်းခေါ်လို့ရမှာပေါ့နော် SSN တစ်ဆင့် okay အဲ့ဒါကျွန်တော်တို့ကဒါဆိုရတယ်အဲ့တော့ကျွန်တော်အခုဘာစလုပ်မလဲကျွန်တော်တို့ကဒီ load balancer တွေ auto scaling load balancer တွေ tagged group တွေပြီးလို့ရှိရင်ကျွန်တော်ရဲ့ဒီ launch template တော့စလုပ်မှာပေါ့နော်အဲ့ကျွန်တော်မှာ launch template ကနေပဲတခါလေခုနလိုအကုန်လုံးကိုအလုပ်လုပ်မှာကျွန်တော်လုပ်တယ်ကျွန်တော် launch template ထဲမှာကျွန်တော် frontend အတွက် launch template တစ်ခုပြီးစောင့်မယ် backend အတွက် launch template တစ်ခုစောင့်မယ်အဲ့တော့ frontend ထဲမှာအခုကျွန်တော်ဒီ git ထဲရဟာတခါလေကလုံးထည့်မယ်ပြီးပေးတဲ့ကိစ္စတွေပြီးကျွန်တော် DB ကိုလှမ်းခေါ်တဲ့ကိစ္စတွေအကုန်အဲ့ထဲမှာကျွန်တော်လုပ်မယ်အဲ့ထဲမှာကျွန်တော်ကခုနကပုံမှန်ဆိုလို့ရှိရင် auto scaling group တစ်ခုစောင့်ရင်းနဲ့launch template အရင်စောင့်ပါတော့ launch template စောင့်ပြီးလို့ရှိရင် auto scaling group ထဲမှာအဲ့ launch template ယူသုံးလို့ရှိရင်ကျွန်တော် load balancer tagged group တစ်ခါကျွန်တော်တွဲလိုက်လို့ရတယ်အဲ့ဒါကျွန်တော်တို့မြင်ရတယ်ဒါမဲ့အခုကျွန်တော်တို့ကဘာလို့ tagged group တွေ load balancer သက်ဆောက်ပြီးကျွန်တော်တွဲမယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကport 80နဲ့ port 3000တွေကိုတခါရင် port ID တိုင်းအလွယ်လုံးလဲခါတော့
မှားသွားလို့ရှိရင်ကျွန်တော် error တက်သွားတယ်เนาะအဲ့တော့ error တက်တယ်error တက်တယ်ဆိုတော့ကျွန်တော်တို့ကအဲ့လို error မတက်အောင်လို့သစင်ကြီးတစ်ခါတခုတည်းကကျွန်တော်နည်းနည်းအလုပ်ချုပ်သွားတယ်ဒါပေမဲ့ကျွန်တော်လွယ်လွယ်ကူဖြောင်းတစ်ခါလုပ်လိုက်မှာပေါ့နော်အဲ့ကျွန်တော်ကဘာလုပ်မလဲဆိုတော့ target group ကိုသွားစောက်နော် target group နေကိုကျွန်တော်ဒီမှာ backend target group ကိုကျွန်တော်စောက်လိုက်အဲ့တော့ကိုကဒီ auto scaling group ပဲကျွန်တော်လုပ်ဘူးနေကြလို့ကျွန်တော်ဒီ concept ကိုနည်းနည်းကျွန်တော်မြင်လိမ့်မယ်နော်အခုမှစပြီးလုပ်မယ်ဆိုတော့ဒီ concept ကိုနည်းနည်း family ဖြစ်ချင်မှာဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာ target group ကိုကျွန်တော်သွားစောက်မယ်target group ကကျွန်တော်တို့ဘာ target လဲဆိုတော့ဥပမာလို့backend target group စောက်မယ်ကျွန်တော်ရဲ့ဒီ instant target type ကတော့ instant ကိုပဲကျွန်တော်သုံးမှာပေါ့နော်ဒါပြီးကျွန်တော် load balancer တွေ backend တွေနဲ့တွဲသုံးမှာပါ okay အဲ့တော့ဒီမှာ target group ဟိုဒီကိုကျွန်တော်ကဘာလဲဆို port 3တာဆို http ဟုတ်တယ်မှန်တယ်ကျွန်တော်တို့က port 3တာပေါ့နော် backend ကိုကျွန်တော်သူ port 3တာနဲ့သုံးလိုက်တယ်ကျွန်တော်ပြီးတဲ့ default တိုင်းကျွန်တော်ထားလိုက်ရတယ်ရောက်ပါ okay နော်အဲ့တော့ PVC ရွေးဖို့မမှားဖို့လို့ရတယ်ကျွန်တော် HTTP 1မှာ okay head check အဲ့တော့ head check မှာကျွန်တော်နည်းနည်းကြည့်အောင်နော် healthy threshold နှစ်ခေါက်ဆက်ခံနိုင်မယ် unhealthy ကိုကျွန်တော်3ခေါက်ဆက်ခံနိုင်မယ်အဲ့တော့ကျွန်တော်နည်းနည်းမြင်မှန်သိရမှာပေါ့နော်ကျွန်တော်တို့5 second 30ပေါ့ interval 30 second ရတယ် state code 200နဲ့ပဲနှိပ်ဆိုပြီးကျွန်တော်ဆောက်လိုက်ရင်ဒါtarget group ပေါ့နော်okay ဒါဆိုကျွန်တော်ကဘာဆက်လုပ်မလဲကျွန်တော်နောက်တစ်ခုအနေနဲ့ Franken ရဲ့ target group ကိုကျွန်တော်ဆောက်မယ်ဒီ Franken ကတော့ဒီမှာကျွန်တော် Porsche 80ဆိုတဲ့အတွက်သူကျွန်တော် Porsche 80ပေါ့နော်အဲ့တော့သူဒီ instant type ပဲ Porsche 80ဒီကောင်မှန်တယ်head check ကိုဒီမှာနည်းနည်းပြင်လိုက်ကျွန်တော်တို့နည်းနည်း healthy ကိုနှစ်ခေါက်နဲ့ unhealthy 3ခေါက်လောက်ထားခိုင်းနိုင်မယ်ကျွန်တော်ဒီတိုင်း default ပဲ okay ရပြီ next create ဒါလို့ရတယ်ကျွန်တော်ပြီးပါလို့ရကျွန်တော်ကဒီထဲမှာ load balancer နဲ့အဲ့ဟာတွေကျွန်တော်တွားပြီးတွဲကြည့်ရတယ်နော်load balancer ဆောက်မယ် load balancer မှာကျွန်တော်ရဲ့ Franken HTTP နဲ့ဟာကိုကျွန်တော်ကတွားတွဲမယ်ပြီးတော့မှသူ့ရဲ့ဒီ backend နဲ့ပတ်သက်တဲ့ rule ကိုကျွန်တော်တွားပြီးထည့်တွဲမယ်အဲ့လိုမျိုးအဲ့တော့ခုနကကျွန်တော် Franken ဒီလိုမျိုးမလုပ်ပဲပေါ့နော်ခုနကကျွန်တော်ရဲ့ auto scaling ကတွားဆောက်ရင်တခါကြီးကျွန်တော် Franken ကိုအရင်ဆောက်တာနဲ့ backend အရင်ဆောက်တာမှာကျွန်တော်လွဲသွားတဲ့ခါကြရင်ပေါ့မပင်လုပ်တဲ့ကိစ္စမှာကျွန်တော် error တက်ပြီးခေါ်တာတွေမှာ fail တာတွေ target group တွေ unhealthy ဖြစ်တာကြောင့် line နေနေရှုပ်တယ်ပေါ့နော်အဲ့တော့အားကြောင့်မလို့သူ့နည်းနည်းကျွန်တော်ဒီလိုခွဲပြီးလုပ်လိုက်တာပေါ့နော် okay အဲ့တော့ကျွန်တော်ကဒါဆို load balancer ဆောက်လို့ရပြီပေါ့ load balancer ဆောက်မယ်create load balancer ကျွန်တော်က application load balancer ပဲသုံးအဲ့တော့ load balancer နေဆိုကျွန်တော်တို့ဒီ internet facing ဆို internet facing သုံးမယ်ပေါ့နော်အဲ့တော့ network mapping မှာကျွန်တော်တို့ကပါလို့ leaf system ကိုသုံးအဲ့တော့ load balancer ဖြစ်တဲ့အတွက်ကျွန်တော် public subnet ဒီမှာသုံးပါပေါ့နော်အဲ့တော့ EV sorry 7A 7B အဲ့ထဲမှာကျွန်တော်တို့က public subnet တွေသုံးတယ်public subnet တွေသုံးမယ်leaf system public 7A the selected subnet does not have a route okay အဲ့ဒါကျွန်တော်တို့ကအခုသွားကြည့်ရမယ်BBC မှာသွားကြည့်ရမယ်ပေါ့နော်ကျွန်တော်တို့ခုနကတော့ route တွဲပြီးလိုက်တဲ့နေရာမှာ click လုပ်တာမှားသွားတယ်ထင်တယ်ပေါ့နော်အဲ့တော့ဒီ route table ကို public အတွက်လုပ်တဲ့ဟာမှာကျွန်တော်တို့ဒီ 7A 7B နှစ်ခုဖြစ်ကြမှာပေါ့အဲ့တော့ leaf system public ထဲမှာ subnet associate မှာ okay or 7A မပါပါဘူးပဲ 7A 7B okay ရပြီဆိုတော့ okay ဒီကောင်ကျွန်တော်ကနေ refresh ပြန်လုပ်လိုက်refresh လုပ်လိုက်မယ်အဲ့တော့ internet facing PPC က leaf system PPC ကျွန်တော် subnet ကနှစ်ခုလုံးမှာသုံးမယ်ဒီကောင်ဒီ public subnet 7A public subnet 7B ခုနကကျွန်တော် error မတက်တော့တာလေ okay အဲ့ security group မှာရေးကြည့်ရတော့ပါလို့ကျွန်တော်တို့က ALB အတွက်ထုတ်ထား security group တွေရှိရပါတော့leaf system ALB security group ဒီကောင်ကျွန်တော်သုံးမယ်listener port က port 80ဆိုတော့မှန်တယ်ဟုတ်တယ်နော်ကြောက်ဒီမှာလာပြန်ကြည့်ကြည့်မယ်listener port ကကျွန်တော် protocol က port 80ပဲသူ forward ကကျွန်တော် Franken target group ကိုကျွန်တော်လုပ်မှာเนาะအဲ့တော့ဒီကောင်က Franken okay ဘာလို့ backend တစ်ခုပဲကျွန်တော်တို့ဒီမှာမြင်နေရခဏလေးပြန်ကြည့်အောင်ခုန target group ကိုကျွန်တော်နာမည်နှစ်ခုတော့မှားမပေးလိုက်ဘူး
Franken ဟာလည်းရှိပါတယ်okay BBC မှားပြီးလောက်ရတာပဲကျွန်တော်တို့အဲ့လိုမျိုးနော်မှားတာလေးတတိထားဖို့လို့နော်ဟိုကကြည့်နေတော့မှားပါတယ်ဒီကောင်ကျွန်တော် delete လုပ်လိုက်မယ်ကျွန်တော်တို့ကခုန BBC ကိုပြန်ရွေးရနောက်ခုနကျတော့ BBC ရွေးတဲ့နေရာမှာဒီကောင်လွဲသွားဖြစ်မယ်ဒီကောင်က Franken ဆိုတော့ for 80မှန်တယ်ဒီကောင်က leave system BBC ကိုရွေးရokay ဒါဆိုရင်ရပြီသူရဲ့ headset ကဒီကောင်ကသူ့ရဲ့ default လေးထားလို့တော့ရပါတယ်ကိစ္စမရှိဘူးနော်2 3နဲ့ okay next packet group ကျွန်တော်ရပြီအဲ့တော့ဒီနေရာမှာကျွန်တော် refresh กันလုပ်ကြည့်မယ်အဲ့တော့ကျွန်တော် Franken လေးပေါ်လာokay အဲ့ဒါကျွန်တော်တို့ရပြီပေါ့နော် Franken ပေါ်လာပြီဆိုရင်ဒါကျွန်တော် load balancer စောက်လိုက်လို့ရတယ်ပြီးတော့မှအဲ့ load balancer ထဲမှာကျွန်တော်သွားလုပ်မယ်ဆိုတော့ rule ထပ်ရေးမယ်rule ကထပ်ရေးလို့ကျွန်တော် backend အတွက်ပေါ့နော်backend တော့ကျွန်တော်ပြီးတော့မှအဲ့ထဲမှာ rule ထပ်ရေးမယ်ပြီးတော့မှslash API ပေါ့နော်ဆိုတော့ကျွန်တော် patch က slash API ဖြစ်လာလို့ရှိရင်ကျွန်တော်ကဒီ backend system တွေကဟာကို for လုပ်ပေးပါဆိုတဲ့ rule ကိုတော့ထပ်ရေးမယ်အဲ့ဒါရေးသွားဆိုလို့ကျွန်တော်တို့က launch template သွားစောက်ပြီးတော့ကျွန်တော် auto scaling group နဲ့ချိန်ပြီးတော့ကျွန်တော်စမ်းကြည့်လို့ရပြီပေါ့နော်ကျွန်တော် config တွေမှန်ခဲ့တယ်ဆိုရင်ကျွန်တော်တို့ရဲ့ frontend နဲ့ backend ကအလုပ်လုပ်တာမှားသွားရဆိုရင်တော့လုံးမလုပ်ဘူးပေါ့နော်ဒီမှာသူရဲ့ port 80ရှိမယ်ဒီ port 80ထဲမှာကျွန်တော် root head ကနော်အဲ root ဆိုလာထပ်ထည့်ပေးရမှာlistener port ကတော့80 okay အဲ့တော့ဒီမှာကျွန်တော် condition ထည့်မှာပေါ့နော် condition ကကျွန်တော် patch ထည့်လိုက်မယ် patch ကဘာလို့လဲကျွန်တော် slash API ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ဒီ domain နောက်က API နဲ့ခေါ်တဲ့ညဟာအကုန်လုံးကျွန်တော်က route လုပ်ပေးမယ်ဘယ်လိုတောင်းမှဒီ forward target group ကကျွန်တော်ရဲ့ backend target group ကိုရေးပေးမယ်အဲ့ priority ကကျွန်တော်တို့က environment ထားပါတယ်နောက်တော့ slash API ကျွန်တော် domain name ခေါ်တဲ့ကောင် API လုပ်လုပ်ပါလိမ့်မယ် okay အဲ့ root ဒါကျွန်တော် root တစ်ခုလုပ်လုပ်ပါဒီမှာတော့ state ကတော့ provision ပဲဖြစ်နေပါဘူးလုပ်ဖို့ဟိုပါဖြစ်တော့5မိနစ်လောက်ကြာနော်5မိနစ်ကြာတော့ထားလိုက်မယ်အဲ့တော့ကျွန်တော်က data ရှင်ကျွန်တော်ဒီ target group တွေလေးဆောက်ပြီးလုပ်ပလန်တာဆောက်ပွားရဆိုတော့ကျွန်တော်ကဘာလုပ်ဖို့ရပြီလဲဆိုတော့ဒီ launch template ဆောက်လို့ရတယ်နော်ကျွန်တော်တို့ပုံမှန် 3D ရမဟုတ်တော့ပါပုံမှန်ဒီ AWS ရဲ့ဒီ auto scaling group တွေနော်လုပ်ပလန်တာလုပ်တာဘယ်လိုလုပ်လို့လဲကျွန်တော် sample လို့ဆိုသိလိမ့်မယ် auto scaling group က auto scale လုပ်ပြီဆိုလို့ရှိရင်ဘယ်ဟာကိုသွားလုပ်လဲဆိုတာကျွန်တော် launch template ကဟာပြီးလုပ်တာအဲ့တော့ကျွန်တော်တို့ရဲ့ဒီ frontend နဲ့ပတ်သက်တာ backend နဲ့ပတ်သက်တာကိုကျွန်တော်ဘယ်မှာသွားထားမလဲဆိုတော့ဒီ launch template ထဲမှာသွားဆောက်မှာအဲ့တော့ကျွန်တော်ကဒီမှာ backend ရဲ့ launch template ကိုကျွန်တော်သွားဆောက်မှာပေါ့ဒီအဲ့တော့ဒီမှာ EC2 ထဲမှာပဲကျွန်တော် launch template သွားရှိဒါကိုကျွန်တော်သွားဆောက်မှာokay အဲ့တော့ဒီကောင်ကြီးကျွန်တော်ဖြတ်လိုက်ပါနော်ဟောင်းနေဆိုတော့ကျွန်တော်မလို့ဖြတ်မယ်အဲ့တော့ဒီမှာအတစ်တစ်ခုကျွန်တော်ဆောက်အဲ့တော့ဒါကျွန်တော်ရဲ့ launch template name เนาะဒါ backend ကဟာအဲ့ထဲမှာကျွန်တော်ဗာထည့်မလဲ OS ထည့်မယ် OS ကကျွန်တော်တို့ဒီသူ့ရဲ့ဒီ cloud ဟိုပါပေါ့နော် SSN agent လောလောပါတော့ကျွန်တော်ဒီ Amazon Linux ထဲက Amazon Linux 2023မှာကျွန်တော်သုံးနိုင်မယ်ပြီးရင်ကျွန်တော်တို့ instant type ကတစ်ခါထည့်လိုက်လို့ရတယ်ပေါ့နော်တစ်ခါ instant type ထည့်မယ်ဆိုတော့ T3 micro တော့ကျွန်တော်ထည့်လိုက်ရတယ်ကိုကနည်းနည်းစမ်းကြည့်လို့ performance ကောင်းအောင်စမ်းကြည့်နေဆိုရင်ကျွန်တော်စမ်းကြည့်နော်ဆိုတော့ကျွန်တော်တို့ဈေးသက်တောင်ကျွန်တော် T3 micro လောက်ပဲကျွန်တော်စမ်းလိုက်မယ်ဒီ small ဆိုတော့ကျွန်တော်ပိုပြီး performance ပိုကောင်းတယ်ပေါ့နော် okay အဲ့သူ့ကျွန်တော်ဟို accessory ဝင်လို့ရသူ keypad လေးတော့ကျွန်တော်ထည့်ပေးလိုက်မယ်နော်left dh security group ကကျွန်တော်ထည့်ပေးမယ် security group ကဘာလဲဆိုတော့ကျွန်တော်ဒီ backend ဒီကောင် backend ဆိုတော့သူleave system backend ရဲ့ security group ကျွန်တော်ထည့်ပေးမယ်အဲ့ကျွန်တော်ဒီမှာ security group ထည့်ပေးမယ်ပြီးလို့ရှိရင်ဒီမှာ instant profile ဒီမှာ user data ထည့်ပေးဟာလာပြီးအဲ့ကျွန်တော်ဒီမှာလာမယ်ဟိုကကိုဆက်စင်မယ်အဲ့တော့ volume ကပြdefault 8k ကလောက်ပါနောက်မှတိုးချင်ကြောင့် 8k နဲ့တိုးadvanced key မှာကျွန်တော်ပြင်ရမယ်ဟာအဲ့ဒီမှာ instant profile ခုနကျွန်တော်ဆောက်ခဲ့တဲ့ SSN row ရှိတယ်အဲ့ row ကဒီမှာလာပေးရမယ်အဲ့ row ကိုပေးလိုက်တော့မှခုနကျွန်တော်တို့ဒီ SSH key pair နဲ့ဒီကောင်ကကျွန်တော်တို့က SSN အတဆင်းအလုပ်လုပ်မှာပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့เนาะ row ထည့်မယ် row ထည့်ပြီးသွားပြီးဆိုရင်အောက်မှာ user data လေးရှိတယ်ဒီထဲမှာကျွန်တော်လာပြစ်ထည့်နိုင်ရတယ်ဒီထဲမှာတော့ဘာလုပ်လဲဆိုတော့ကျွန်တော် environment တွေတော့လုပ်တယ်ပေါ့အဲ့တော့ environment နဲ့ပတ်သက်တာကို value တွေထည့်တယ်ကျွန်တော် node နဲ့ပတ်သက် node 22ကိုထည့်ခိုင်းတယ်အဲ့တော့ဒီကောင်ရဲ့ user က EC2 user ပေါ့နော် EC2 တွေရဲ့ user တွေကို EC2 user တွေကိုတွားရပြီးကျွန်တော် git ကလုံးလုပ်တယ်ဆိုတော့ကျွန်တော်ရဲ့ git ကဒီမှာ branch ကလောတယ် double line AWS ဖြစ်နေပါ okay master ဖြစ်တာဒီ -b ဆိုတဲ့ option တော့ကဟာဖြုတ်လိုက်လို့ရတယ်
ပြီးလို့ရှိရင်သူကျွန်တော် app ဆိုတဲ့ program တစ်ခုဆောက်လိုက်တယ်နော်ပြီးလို့ရှိရင်တော့ CDF တွေက backend ကိုလာတယ်ပြီးတော့ node နဲ့ ပတ်သက်တဲ့ package တွေ install လုပ်တယ်အဲ့တော့ဒီမှာ default region AB service 7အခုက Thailand မှာမဟုတ်ပဲ Singapore လောက်လုပ်ချင်တယ်ဆိုရင်အဲ့ကောင် AB service 7ပြောင်းအောင်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ leave at တွေက production တွေမှာကျွန်တော်ရဲ့ဒီ DB နဲ့ပတ်သက်တဲ့ host တွေ user အနေနဲ့ password တွေဒါတွေထည့်ထားရှိတယ်အဲ့ကောင်တွေကတော့ကျွန်တော်ဒီထဲမှာပြန်ပြီးတော့ very very တော့ပြန်ပြီး pass လိုက်တယ်ထည့်လိုက်ပြီးကျွန်တော် port 3000နဲ့ဒီကောင်ကျွန်တော်လုပ်ခိုင်းတယ်အဲ့မှာဒီထဲမှာကျွန်တော်သူ permission တွေပေးတယ်ပေါ့ပြီးလို့ရှိရင်ကျွန်တော် RDS နဲ့ပတ်သက် connection ကျွန်တော်စောင့်ကြည့်တယ်ခုနကျွန်တော်အဲ့ထက်မှာ DB ထဲမှာ table မရှိလို့ဒီမှာတစ်ခါသူ table တွေစောက်ခိုင်းတယ်နော် table စောက်ပြီးသားဖြစ်သွားရင်တော့ဒီကောင်ကျွန်တော်က pass သွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ခဏခဏထပ်မစောက်ဘူးပေါ့နော်အဲ့တော့မရှိနေတဲ့တစ်ခါစောက်ပါလိမ့်ပြီးလို့ရှိရင်ကျွန်တော်တို့ကprogression လုပ်ပုံစံမျိုးသူလောလောကူ manage လုပ်လို့ရသူကြောင့် PM2 တုံးလိုက်တယ်ပေါ့နော် PM2 နဲ့တုံးပြီးတော့လုပ်ခိုင်းလိုက်တယ်အဲ့တော့ဒါကျွန်တော်ရအဲ့ကျွန်တော် launch template တခုကျွန်တော်ဆောက်လိုက်ပြီဒါကျွန်တော် backend ရပါတယ် backend ရပါတယ်ဆိုကျွန်တော်ပြီးပါလောက်ရမယ်ဆိုသူကျွန်တော်တို့က DB initialization ကျွန်တော်မလုပ်တော့ဘူးခုနကကျွန်တော် manual လုပ်ချင်တယ်လို့ရတယ်ဒီထဲမှာကျွန်တော်တစ်ခါ separate တော့ပြစ်ထည့်လိုက်တာပေါ့အဲ့တော့ကျွန်တော်ဒီ front end အတွက် launch template တခုထပ်ဆောက်မယ်ပေါ့နော် launch template တခုထပ်ဆောက်မယ်အဲ့တော့ဒီကောင်ကခုနလိုပဲကျွန်တော် quiz tag ထဲမှာ Amazon Linux 2023နဲ့ကျွန်တော်တုံးမယ်ဒီကောင် engine ဟိုဟာဆိုတော့နည်းနည်းဒီ3 small လောက်ကျွန်တော်ထားမယ်နော်ဒီ3 small လောက်ထားလိုက်မယ်ပြီးကျွန်တော် front end ဟိုထားမယ်နော်ဒီ3 small လောက်နည်းပေးလိုက်နော် to CPU to bit ပေါ့keypad တခုကျွန်တော်ထည့်မယ်အဲ့တော့မရှိတဲ့ keypad တွေပဲနဲ့တစ်ဆောက်ပေါ့နော်ပြီးသွားရင် subnet တော့ကျွန်တော်မရွေးဘူး security group မှာကကျွန်တော်တို့ကဒီကောင်นี้ front end အဲ့တော့ front end ကိုကျွန်တော်ပေးမယ်ပြီးရင်ဒီ data ထဲမှာခုန SSN rule ဒီကျွန်တော် user data တွေကိုလာမယ်user data ထဲမှာကျွန်တော်ဒီမှာ profile တွေထည့်လိုက်တာအဲ့ဒီမှာကိုကကျွန်တော်ရဲ့ဟာကိုသုံးမစရင်တော့ဒီကျွန်တော်ရဲ့ get ထဲဟာကိုရဲ့ set ရောကိုရဲ့ repo ရော fork လုပ်ဖို့လိုသေးရပါတော့ fork လုပ်ပြီးလို့ရှိရင်ဒီမှာကျွန်တော်ရဲ့ user name တွေပါတယ်ဒီမှာကျွန်တော်ပြန်ချိန်တော့ဒီ Git repo နဲ့ကျွန်တော်ပြန်ချိန်ဖို့ရယ်မဟုတ်ရင်ကျွန်တော်ရဲ့ဟာကိုတန်းပြီးတော့ကလုံးလာတော့ရပါတယ်ကျွန်တော်ဖွင့်ထုတ်မှာမဟုတ်ဒီတိုင်းကလုံးနဲ့ရတော့ရပါတယ်ဒါကျွန်တော် public ပေးထားရပဲဆိုတော့ဗောနော်အဲ့တော့တော့ခုနကကျွန်တော် engine တွင်တယ်နော် engine ထုတ်ကကျွန်တော်ရဲ့ contact တွေပြစ်ထည့်တယ်ဗောနော်ဒါပါပဲနော်ကျွန်တော်အဲ့တော့ launch template ကိုစောက်လိုက်တယ်ဒါကျွန်တော် front end နဲ့ back end ရဲ့ launch template ဆောက်ပါအဲ့တော့ကျွန်တော် auto scaling group တစ်ခုကျွန်တော်ဆောက်လို့ရတယ်အဲ့တော့ကျွန်တော်ဒီမှာ back end ရဲ့ auto scaling group တစ်ခုကျွန်တော်ရင်တော့ဆောက်အောင်ဒီမှာကျွန်တော်တို့ကဟို အောက်ဆုံးဆင်းလာ auto scaling group ဆိုတာရှိတယ်အဲ့ဒီမှာကျွန်တော်တို့ auto scaling group ကိုကျွန်တော်ဆောင်းမယ်ဒါသူရဲ့နာမည်ပေါ့နော်launch template ကကျွန်တော် backend ဆိုတော့ backend နဲ့ဟာကိုယူသုံးမယ်ကျွန်တော်ဒီတိုင်းပဲဒီမှာကျွန်တော်ရွေးရမှာ PPC PPC ရွေးမယ်ကျွန်တော်တို့ကဘယ်မှာထားမလဲဆိုတော့သူ app subnet ထဲမှာထားမှာနော်အဲ့တော့ app subnet 7a ကဘယ်ရောက်တော့ဆိုတော့ leave system db public app subnet နော်app subnet ကျွန်တော်တို့က 7a နဲ့ 7b မှာတူထည့်မယ်ရတယ်အဲ့တော့သူဒီမှာကျွန်တော်ဘာလုပ်ရမလဲဆိုတော့ 7a7d ထည့်ပြီးနောက် append option ထဲမှာ headchat တွေပါကျွန်တော်သူထည့်တယ်ပေါ့နော်ပြရောက်သွားတော့ဒီမှာเนาะကျွန်တော်ဒီမှာ load balancer ကိုကျွန်တော်ဘာလုပ်မလဲဆိုတော့ existing load balancer နဲ့တွဲမယ်load balancer ကကျွန်တော်တို့ကဘာလဲဆိုတော့ဒီကောင်ဒီ backend ကိုကျွန်တော်တွဲမှာเนาะအဲ့တော့ကျွန်တော် load balancer ကကျွန်တော် front end နဲ့ backend တွေကျွန်တော်တွဲခဲ့တာရှိတယ်အဲ့တော့ကျွန်တော် backend ကိုတွဲမယ် backend ကိုတွဲပြီးမှကျွန်တော်ဘာလုပ်မလဲဆိုကျွန်တော်တို့က EC2 help chat ကိုဒီ load balancer မှာကျွန်တော်တခါလေးလုပ်ခိုင်းလိုက်မယ်เนาะအချက်ထောက်မယ်ပြီးရင် okay အဲ့တော့ desired capacity နှလုံးထားကျွန်တော် multi AD လုပ်ချင်တာเนาะအဲ့တော့ minimum နှလုံး maximum ဒီလုံးလောက်ထားလိုက်အဲ့တော့တခါရဲ auto scaling ထားပြီးလိုက်မယ်အဲ့တော့ထားပါ CPU ကျွန်တော် 70% လောက်ကျော်လာပြီဆိုရင်သူရဲ့ instant one က9 minute เนาะသူ default time ပဲထားလိုက်လို့ရတယ်အဲ့ဒါသူကဘာဖြစ်သွားမလဲဆိုတော့ကျွန်တော်တို့ဘာလုပ်လာလိမ့်မယ်เนาะဒီ 70% ကျော်လာဒီကောင်ကျွန်တော် scale လုပ်လာလိမ့်မယ်ဒီမှာ notification မှာထည့်ရင်ထည့်လို့ရတယ်ကျွန်တော်ဒီမှာ email ထည့်လိုက်ပါတော့ SMS topic ကိုကျွန်တော်လာဆောက်ကျွန်တော်ရှိထားပြီးသားမို့လို့เนาะမရှိရင်တော့ကျွန်တော်ဒီမှာ topic တစ်ခုလာဆောက်ပြီးထည့်ကျွန်တော်က scale လုပ်တိုင်း scale down ဖြစ်သွားတယ်ကျွန်တော် notification ပြန်ပို့လိုက်ပါ okay ဘောနော်အဲ့တော့ဒီမှာကျွန်တော် tag တွေပါထည့်ချင်တယ်ကျွန်တော်တစ်ခါထည့်လို့ရတယ်အဲ့တော့ဒီမှာ name ပေါ့နော်တစ်ခါပေးကြလိုက်မယ် name ကိုဒါပါကျွန်တော်ဒီ leave system backend ပေါ့နော် okay ဒါပဲ next လုပ်လိုက်အဲ့တော့အကုန်ရတယ်auto scaling group တစ်ခါလေးဆောက်လိုက်မယ်ပြီးနောက်တစ်ခုကျွန်တော်ပါဆောက်မယ် front end အတွက်ဆောက်မယ်အဲ့ front end အတွက်ဆောက်မယ် front end လည်းဆောက်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကောင်းနေက proper အလုပ်လုပ်တယ်ဆိုရင်အလုပ်လုပ်သင့်ပြီပေါ့နော်အဲ့မှာပေးတယ်ဆိုတော့ကျွန်တော်က troubleshoot တွေလုပ်ရတော့ပါအဲ့တော့ဒီမှာကျွန်တော်က front end
okay ကျွန်တော် Franken okay အဲ့တော့ဒီမှာ PPC ကကျွန်တော် leaf system Franken ကခုနကျွန်တော်တို့ပမာဆောက်မယ်ဒီကောင်းကိုလည်းခုနကျွန်တော် F subnet ထဲမှာပဲဆောက်ထားမှာเนาะF subnet ပဲရောက်တော့ public အောင်ပါ F subnet F subnet 7AP ပဲเนาะခုနကျွန်တော်ဒီထဲအတိုင်းပဲပြီးလို့ရှိရင်ကျွန်တော်တို့က Franken packet ကိုကျွန်တော်ရွှေ့လိုက်ရင်ရတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ existing load balancer တွေကမှာကျွန်တော်ရဲ့ Franken ကိုယူလိုက်ရင်ရတယ်အဲ့တော့ okay ခုနဒီမှာကျွန်တော်စောက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ Franken အရင်စောက်လို့ထားတယ်ဆိုတော့တိတ်ပြဿနာမရှိဘူး backend အရင်စောက်လိုက်တာတော့တခုဆိုကျွန်တော်အမှာသူ့ရဲ့ rule တွေခေါ်ရင်ကျွန်တော်လည်းခုန load balancer rule တွေနဲ့ Zelen ရှုပ်တယ်ပေါ့နော်အားကြောင့်ပေါ့အဲ့တော့သူ load balancer hatchet ကျွန်တော်စစ်မယ်desired capacity ထုံးစံကြောင့်နှလုံးပေးမယ်ဘာလို့ကြောင့် multi AZ ရကျင်တော့နော် multi AZ ရကျင်တာမို့လို့နှလုံးအဲ့တော့ minimum လည်းနှလုံးထားပြီးတော့ maximum 4လုံးထားလိုက်ရပြီတော့ခုနကတော့ target tracking ကို okay အဲ့တော့ဒီကောင်ကကျွန်တော် 70% join ဒီကောင်လည်းကျွန်တော် scale လုပ်ခိုင်းဒီ notification မှာမလို့ next ခုန tag ထည့်ပေးပါเนาะ tag ထည့်လိုက်မယ်ကျွန်တော် previous ကိုပြန်လာမယ်အဲ့ဒါကျွန်တော် tag က name နဲ့ lead system Franken ပေါ့เนาะတော့ကျွန်တော် EC2 မှာ tag တွေမှာပါရင်ဘယ်ကောင်က Franken လဲဘယ်ကောင် backend လဲမသိဘူးကျွန်တော်ဖြစ်နေအဲ့တော့ကျွန်တော် auto scaling group ရဲ့ဆောက်လိုက်ကျွန်တော်ရဲ့ auto scaling group မှာလာကြည့်လို့ရှိရင်သူ့ရဲ့ဒီ leaf system backend မှာနှလုံးရှိပါပြီ Franken မှာနှလုံးရှိသူ့ရဲ့ backend နဲ့ပတ်ကြည့်အောင်သွားကြည့်ပြီးတော့ကျွန်တော် activity လာကြည့်လို့ရှိရင်တော့ဒီကလာတက်လာ successful ဖြစ်တယ်အဲ့တော့ instant management လာကြည့်နေဒီကောင် healthy ဖြစ်တယ် okay အဲ့ဒါကျွန်တော်တို့ကဘာလို့ရလဲဆိုတော့ load balancer လာကြည့်အောင်အဲ့ဒါ refresh လုပ်ကြည့်မယ် active ဖြစ်နေသူ့ရဲ့ DNS name ကိုခေါ်လိုက်သူ့ရဲ့ DNS name /api/help ဖြစ်နေokay အဲ့ဒါကျွန်တော် healthy ဖြစ်နေကျွန်တော်ရဲ့ backend API ကအလုပ်လုပ်နေ backend API အလုပ်လုပ်နေပြီကျွန်တော်ရဲ့ Franken ကတော့လုံးဝမဟုတ်ဘူးเนาะ fire to gateway ဆိုတော့ကျွန်တော်ရဲ့ Franken ကခုန EC2 တွေကဒီမှာလာကြည့်တာเนาะ auto scaling group ထဲမှာလာကြည့်ရင်နှလုံးတော့ရှိပြီ Franken အဲ့ဒီ instant management လာကြည့်နေ healthy ဖြစ်တယ် okay အဲ့ဆိုရင်တော့ကျွန်တော်ဒီရတဲ့ပေါ့เนาะ okay မရသေးဘူးဆိုကျွန်တော် something around နေတယ် slash API help ကရတယ် okay ရတယ်เนาะကျွန်တော်တို့ရဲ့ကောင်လေးကအလုပ်လုပ်လိုက်เนาะလုပ်လိုက်ဆိုသူ့ကိုကျွန်တော်တို့ကuser တယောက်စောက်ကြည့်တာเนาะအဲ့တော့ admin ထဲမှာကျွန်တော် sign up လုပ်ကြည့်တာsign up လုပ်မယ် user name က admin တခုပြီးလိုက်ပါတော့ကျွန်တော်လွယ်လွယ်ကိုတခုစောက်လိုက်မယ်စောက်ပြီးတော့ကျွန်တော်အဲ့တော့ login ကိုကြည့်လိုက် user စောက်ကြည့်ရတယ်ကျွန်တော် user sorry admin စောက်ကြည့်ပြီး admin ရဲ့ user name password နဲ့ကြည့် okay ဒါဆိုကျွန်တော်လုပ်တယ်အဲ့တော့ကျွန်တော်ဒီထဲမှာဘာမှတော့မရှိဘူးเนาะ okay အဲ့ဒါကျွန်တော် user လည်းထပ်စောက်ကြည့်အောင် blind နေနဲ့ sign up လုပ်ကြည့်ဒီကောင်ကျွန်တော် step ဆိုပါတော့เนาะစောက်လိုက်တယ်ဖေးဒါကျွန်တော်လုပ်သွားဆိုဒီကောင်ကျွန်တော် login ကိုကြည့်ဒါဆိုကျွန်တော်လုပ်တယ်ကျွန်တော်ဒီမှာ employee ဘက်ကနေကျွန်တော် leave တင်ကြည့်မယ် leave တင်လိုက်တဲ့ကောင်ကို admin ဘက်ကနေ upload လုပ်တာတွေပါလုပ်ရကြည့်အောင်နော်ပြီးတော့ကျွန်တော်ဒီမှာတင်လိုက်တယ်ဟုတ်နော်ဆိုတော့ဒီနေ့14ရက်နေ့တင်လိုက်မယ် okay reading ကအဲ့မှာထားပါတော့ percentage နော် something submit လုပ်လိုက်တယ်အဲ့တော့ဒီမှာကျွန်တော် benefit တိုင်းဒါဆိုကျွန်တော်က employee ဘက်ကတင်ပြီးအဲ့တော့ leave လုပ်ပြီးတော့ admin နဲ့ဝင်ပြီးတော့သူ့ကိုကျွန်တော်တို့ရေးလိုက်အဲ့တော့ဒီမှာဆိုကျွန်တော်က employee ဘက်ကတင်လိုက်တယ်ဒီမှာဆိုကျွန်တော် admin text လုပ်နေရဒီမှာတော့ခုန leave တင်ထားကောင်းနေအဲ့တော့ဒီမှာကျွန်တော် approve လုပ်ချင်ရတယ် reject လုပ်ချင်အဲ့တော့ကျွန်တော် approve လုပ်လိုက်တယ်အဲ့ကျွန်တော်ကဒီမှာ approve တစ်ခုဖြစ်သွားပြီ reject pending 0 ပေါ့နော်ဆိုတော့ဒါဆိုကျွန်တော် app ကအလုပ်လုပ်နေဒါပေမဲ့ခုနကျွန်တော်က DNS name နဲ့ဖြစ်နေဆိုတော့ DNS name နဲ့ဖြစ်နေတော့သူကျွန်တော်ဘာလုပ်ချင်လဲဆိုတော့ဒီ DNS name ကိုကျွန်တော်က route 53မှာကျွန်တော်တို့ DNS record တက်ခဲ့တယ်ကျွန်တော် route 53တွေတော့လာဆိုတော့ကျွန်တော်မှာ route 53ထဲမှာ domain ထည့်ထားပြီးသားရှိတယ်ဆိုတော့အဲ့ route 53ထဲမှာပဲကျွန်တော် domain record ကိုထည့်လိုက်အဲ့တော့ထားပါ lead dot ဘာလို့လဲကျွန်တော်ထည့်လိုက်ဗျာအဲ့တော့ route 53ထဲမှာဘယ်လို domain ထည့်လဲဘာညာတော့ကျွန်တော်မပြတော့ဘူးเนาะအဲ့ဒါဘာကိုလုပ်ကြည့်ပါတော့ဘာမှမခက်ဘူးအဲ့ထဲမှာကျွန်တော်တို့ record တစ်ခုကျန်တော့ကျွန်တော်ဒီမှာအရင်ထည့်ထားတစ်ခုရှိတယ်lead app ဆိုတဲ့ဟာတစ်ခုရှိတယ်ဆိုတော့ဒီ record ကိုကျွန်တော်ကဖြတ်လိုက်ဖြတ်လိုက်မယ်ဆိုတော့ okay cancel delete record เนาะဆိုတော့ကျွန်တော်အစ်နဲ့ပြန်ထည့်လိုက်အဲ့တော့ဒီမှာကျွန်တော်ကecs.blah blah 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 ဆိုတော့ okay ဟုတ်ပါเนาะဒါအရင်ဟောင်း record ခုထည့်လိုက်မယ်ဆိုတော့ကျွန်တော်က leave at တော့ဒီမှာ test solution or site ဆိုတာအဲ့တော့ဒီမှာ error call လို့ရတယ်ဆိုတော့ route 53မို့လို့ရတာ
အခြားပေါ့နော်ဒီမှာကျွန်တော်တို့GoDaddy လို့ပေါ့နော်ကျွန်တော်မရတာ senior record နေပဲဖြစ်တယ်ဒီမှာကျွန်တော် alias ပဲတောင်းကျွန်တော်က alias ခေတ်ဟာတော့မှာပေါ့နော်ဒီမှာ application load balancer တွေက Thailand region တွေကကျွန်တော်ရဲ့ load balancer ရေးတိုင်းကြားတယ် simple routing ပဲ okay ရကိစ္စမရှိဘူး route ကိုဆောက်လိုက်တယ်ဒါကျွန်တော်ကဘာဖြစ်သွားမလဲကျွန်တော် leave at dot ကျွန်တော်ရဲ့ domain ကိုခေါ်လိုက်လို့ရှိရင်အကောင်ရပါဒီ record နိုင်ဒီကောင်ကျွန်တော် http နဲ့ခေါ်လို့ရှိရင်အခုတော့ခဏရမှာမသိဘူးနော်သူ record update ဖြစ်သွားပြီဆိုတော့ http နဲ့ခေါ်ဒီကောင်လေးအလုပ်လုပ်တာ okay ဒါ http နဲ့လုပ်လို့လားကျွန်တော် SSL ထည့်ဖို့လိုသေးတယ် SSL ထည့်ရင်ကျွန်တော် AWS ကဒီထဲမှာ certificate manager ဆိုတာရှိတယ် CRD certificate manager ပေါ့ certificate manager မှာသူ့လာထည့်တယ်ခုနကကျွန်တော် raw your certificate manager ထည့်ရင်ကျွန်တော်ကဘာလဲ DNS ထည့်မှာဆိုတော့ validation တော့လုပ်ပေးရဒီမှာကျွန်တော်ရဲ့ domain နဲ့ထည့်ထားရှိရ whitecap နဲ့ထည့်ထားလို့ရှိကျွန်တော်တို့ whitecap ကိုသုံးမှာပေါ့နော်ဒီမှာ certificate လာထည့်ရင်ကျွန်တော်ကဘာလုပ်ရအောင်လဲသူ့မှာ THC လာစီနေတော့ဒီမှာ senior record တစ်ခုကျွန်တော်ထည့်ပေးရsenior record value က update ဖြစ်ပြီဆိုမှသူကဒီမှာ success ဖြစ်ပြီး issue ဖြစ်သွားမှာကိုက domain ထည့်ခြင်းတယ်ဒီမှာကျွန်တော် request ပေါ့နော်ကိုယ့်ရဲ့ domain ထည့်အဓိကတော့ export မလို့ export လို့ကျွန်တော်ပတ်စံပေးရတယ်အဲ့တော့ disable export ဝယ်ထား DNS validation နဲ့ထားပြီးကျွန်တော် request လုပ်လို့ရှိရင်ခုနကကျွန်တော်မှာ senior record လေးထွက်လာအဲ့ senior record ကိုကိုယ့်ရဲ့ DNS ထဲမှာသွားပြီးတော့အပ်လိုက်လို့ရှိရင်လုပ်ပါလိမ့်နော်အဲ့တော့ကျွန်တော်ကဒီမှာ domain ရော whitecap ကိုထည့်ထားတယ်domain whitecap ကိုထည့်ထားဆိုတော့ကျွန်တော်ဒီ whitecap ကိုသုံးဘယ်မှာသုံးမလဲဆိုတော့ခုနကကျွန်တော်တို့ရဲ့ဒီမှာ load balancer တော့ပြန်လာload balancer လေးမှာကျွန်တော်နောက်ထပ် listener report ထည့်တယ်ဒီကောင်ကခုနကျွန်တော်443ဖြစ်တောင်း https 443ဘယ်လိုတောင်းမလဲဆိုတော့ကျွန်တော်ဒီမှာ front end လေးပေါ့နော်ကျွန်တော် front end ကိုခေါ်လိုက်လို့ရှိရင်ဒီမှာသူရဲ့ default policy ပဲထားတယ်နော် TLS ဘာလဲဒီ default ပဲထားမယ်အဲ့တော့ကျွန်တော်ရဲ့ certificate manager တဲ့ကျွန်တော်ဒီမှာ start.net နဲ့ခေါ်လိုက်လို့ရှိရင် listener လုပ်လိုက်ရပါတယ် okay အဲ့ဒါကကျွန်တော်ဒီမှာ refresh ပြန်လုပ်လိုက်လို့ရှိရင်เนาะhttps လာပလာနဲ့ကျွန်တော်တို့ဖြစ်သွားလိမ့်မယ်access အလုပ်လုပ်ပါပြီဆိုရင်ပေါ့နော် access အလုံးလုပ်တယ်ဆိုတော့ခဏဆောင်အောင် https နဲ့ okay လုပ်ပါ https နဲ့ကျွန်တော်ဒီမှာလုပ်ပါပြီသူ့ကိုကျွန်တော်တို့က connection သွားကြည့်မယ် certificate ကြီးကျွန်တော်ရဲ့ start.net ဒီမှာ solution site ကိုကျွန်တော်တုံးဟုတ်ဒါဆိုကျွန်တော်ကဒီ certificate manager တွေ raw file တွေတုံးပြီးကျွန်တော်ဒီ front end ကို back end ကိုကျွန်တော်ကအလုပ်လုပ်အောင်လုပ်ခဲ့ပြီးသားကျွန်တော်အခု access ဖြစ်သွားတဲ့အချိန်မှာကျွန်တော်ပြန်ဝင်ကြည့်ကြည့်မယ်အဲ့ဒါမင်းခုနကျွန်တော်ရဲ့ password နဲ့ဝင်ကြည့်เนาะအဲ့ဒါ password မှားနေတယ်တဲ့admin ဒီ password ကမဟုတ်လားနော်okay admin လေးဝင်မယ် employee မှာလည်းပြန်ဝင်ကြည့်ကျွန်တော်တို့ရဲ့ဟာကပါဖြစ်တာเนาะကျွန်တော်နောက်တစ်ခုပြန်ဆောက်ကြည့်ရမယ် admin register okay username okay ဒါဆိုကျွန်တော်ကဘာဖြစ်သွားလဲဆိုတော့တစ်ချက်ကြည့်အောင်ကျွန်တော်တို့ရဲ့ domain ကဟိုတာလေကြည့်လိုက်မယ် API hub ဆိုရင်ဒီအောင်ပဲလာခေါ်okay အဲ့တော့ကျွန်တော်တို့ကဘာလုပ်ရမလဲ SSL မှာကျွန်တော် front end ကို back end ကိုကျွန်တော်ထည့်ပေးရမယ်ထင်တယ်ဟုတ်တယ်ဒီမှာကျွန်တော် arrow တစ်ခုထည့်ပေးရနော်ခုနကျွန်တော်တို့ကဟိုဟာကိုပဲထည့်ပြီးတော့ဒီမှာမထည့်လိုက်လို့ဖြစ်သွားတာအဲ့တော့ patch မှာခုနလည်းကျွန်တော်တို့က /api/setterဟုတ်တယ်မလားနော် /api/setter api/setter လားမသိဘူးနော်အဲ့တော့ဒီကောင်လေးရှိတယ် patch ကဟုတ်တယ်နော်ကျွန်တော် /api/setter တော့မှန်တယ်ဘယ်ရောက်သွားဒီကောင်နော် /api/setter ကျွန်တော်ဘယ်ကိုသွားမလဲဆိုတော့ backend ကိုသွားမယ်backend ကိုသွားလိုက်မယ်သူ့ရဲ့ rule ကို1ထားပြီးတော့ next 1ဆိုပြီးတော့ api/setter rule လောက်လိုက် okay အဲ့ဒါဆိုကျွန်တော်တို့က /api ကိုပြန်ခေါ်လို့ရှိရင်ကြားတင်တယ်ပေါ့နော်ကျွန်တော်တို့ရဲ့ဒီ domain name နဲ့ဟာမှာဒီကောင်အလုံးမလို့ဖြစ်နေတယ်အဲ့တော့ /api help ဆိုရင်ရောဒီကောင်အလုံးလုပ်တယ်ကျွန်တော် domain name နဲ့ဟာဒီကောင်ချက်ချင်းလုံးလုပ်တယ်okay လုံးပါလုပ်ပါအဲ့ဒါဆိုကျွန်တော်တို့ကပြန်ခေါ်ကြည့်ရအောင်ဒီကောင် domain name နဲ့ပြန်ခေါ်ကြည့်မယ်
okay ရတယ်ကျွန်တော်က domain name နဲ့ချိန်ပြီး access ဖြစ်သွားတဲ့အချိန်မှာလေခုနကတော့လို့ပဲကျွန်တော်တို့ကfront end တွေ back end တွေအလုပ်လုပ်တယ်ဒါဆိုကျွန်တော်တို့ရဲ့ 3D architecture ကကျွန်တော်တို့အတွက်အလုပ်လုပ်ပါပြီပေါ့နော်အခုနကကျွန်တော်က auto scale တွေပါတယ်ကျွန်တော်ကဟို traffic တွေများနိုင်တော့ကျွန်တော် auto scale တွေလည်းလုပ်မယ် auto scaling နဲ့ပြန်ကြည့်လိုက်အဲ့ traffic တွေများတဲ့အချိန်မှာတော့ auto scaling ကျွန်တော်တက်လာအခုဆိုကျွန်တော်ရဲ့ back end က traffic တွေထပ်လုပ်လိုက်တယ် instant က3လုံးဖြစ်နေရောအဲ့တော့ကြည့်ကြည့်အောင် instant management တွေမှာ okay เนาะနှလုံးကကျွန်တော် healthy okay เนาะသူတစ်လုံးမှပြန်တက်နေ service နေ okay ရပြီအဲ့ဒါဆိုကျွန်တော်ကအလုပ်လုပ်သွားပြီပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့တော်တော်လေးဟိုကျွန်တော်တို့ protection ဒီပါအလုပ်လုပ်တဲ့ဟာဖြစ်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကောင်လေး region က IMSOE 7A မှာရှိတယ်သူ့ရဲ့ secondary ဆိုတော့ 7A မှာရှိတယ်အဲ့တော့ခုနကျွန်တော် 7A မှာ down ရတယ်ဆိုလို့ရှိရင်ဒီကောင် 7B မှာကျွန်တော်ပြန်တက်လာလိမ့်မယ်အဲ့လိုမျိုးကျွန်တော်ဖြစ်သွားမှာပေါ့နော်သူ့ကျွန်တော်ကအလုံးလုံးမစမ်းကြီးနေဆိုလို့ရှိရင်လည်းသူကျွန်တော် reboot တွေပါချလို့ရတယ်ဒီမှာကျွန်တော် action ထဲမှာသူကျွန်တော် reboot ချလိုက်တယ် reboot ချလိုက်တဲ့အချိန်ကျသူကျွန်တော်တို့ဒီမှာ reboot with fail လို့ပါဆိုလို့ရှိရင်ကောင် 7B မှာတော့ပြန်တက်လာပြီနော် alright home ကိုကျွန်တော်ပြီးလို့ရှိရင်စမ်းကြည့်လို့ရတယ် okay ကျွန်တော်တို့ရဲ့ tutorial တော်တော်လေးရှည်သွားပြီပေါ့နော်တနားကြီးပါဖြစ်သွားပြီဆိုတော့ဒီမှာပဲကျွန်တော်ကြားလိုက်မယ်ဆိုတော့ကျွန်တော်ရဲ့ leave management system app လေးကိုအားလုံးပဲလိုက်လို့ကြည့်လို့အဆင်ပြေမယ်လို့ထင်တယ်ဆိုတော့ဒါလည်း Bycon နဲ့တော့တာဖြစ်တဲ့လိုအပ်ချက်တွေတော့ရှိနေတယ်ဒါမျိုးတော့ကျွန်တော်တို့ကစိတ်ဝင်စားတဲ့လူတွေစမ်းလို့ရအောင်ဆိုတဲ့ဟာမျိုးကျွန်တော်လုပ်ထားတာပေါ့နော်အဲ့တော့ဒီ episode မှာတော့ကျွန်တော် 3D architecture နဲ့တော့နောက် episode မှာတော့ဘယ်လိုဖြစ်မလဲဆိုရင်ဒီကောင်ကိုကျွန်တော်တို့က EKS ပေါ်ကျွန်တော်က move လုပ်မယ်အဲ့တော့ကျွန်တော်တို့က Kubernetes နဲ့ manage လုပ်တဲ့ဟာမျိုးဖြစ်လာမယ်ပြီးလို့ရှိရင်ကျွန်တော်တို့က monitoring လုပ်မယ့်ဟာပေါ့ဆိုတော့ကျွန်တော် Prometheus ရဲ့ proper 9နဲ့ infrastructure ကို application level metric တွေကျွန်တော် collect လုပ်တာ log တွေလုပ်တဲ့ဟာကျွန်တော်ဆက်သွားကြည့်မယ်အဲ့လိုမျိုးကျွန်တော်နည်းနည်းဆက်သွားမှာနော်ဆိုတော့နောက်ထပ် tutorial တွေလည်းကျွန်တော်တို့တိတ်မကြခင်လုပ်ပြီးဖို့ကျွန်တော်ကြိုးစားပါမယ်ဆိုတော့အားလုံးကျေးဇူးပါ